不是人，我是人，要不要我是打不住嘛？你打完弄家的。哦，一路没干呢嘞，不要干了。这啥回事？别别的。都让我小弟我快过没有？拆回噻。不要来把门我自己把干的好。没，被我们上用呢没？家长，你信吗？一路被把路干的。哦，不要嘞，看那个让路跑路。那个小家啥都没路，小家比大不会路的，喏，怎么？没人会路的。啥？嘿，啥？压啥的？那要发掉，小家比大家要票，给大家那亲戚民众那边比他了，然后明天啥都标记的，好啦。对我们说，然后今天我听到我们说的，今天只能背的。哈，不是路没得。哦，不是那不拉嘛哩？哎，有时候暴龙的呀，学的是亚路是不是？啊，多久家？啊，好难的，我暴龙的。明天这位阿菜的，阿你嘟嘟白里边嘞？手里这里边啊，这都暖的，这都暖的了。那个马先生，小家路安排上好。上大黑。上别吵啥的，啊，也别吵啥的，最近都爱吵啥的，这个小家我生上大了哦。哈，对我对我一个我查的没，还有查没有变个路，查，小家比上变把你呢，对我呸，怎么？你这位的人带来没啦？ဟုတ်တယ်လေ 咦，哎，老妈，你把那抽高人数了，没有抽变看？咩嚟？上野雞嘛喎咯。哈，你不能打吧？啊，咱小家比到可以年年的，土生，俺们土生，不能来土，土生吧？没有土生吧？哎，我这边，好听啊！လာလေးတက်တာတော့ 我搁哪这干呢？ ကောင်းမအလားတက်ဆောင်တာများပြိုနေအောင်ဒီမလေးဇာဇာရဲ့နေဖိုးကြီးရတယ်ကြံကြောင်ပမှလက်ဝိတ်တင်တန်းများတက်ခိုင်းရတယ်လို့မတော်ကောင်ဟဲ့မိတ်ကတင်တန်းလေးဆိုတော်သေးဟုတ်တော့ဟဲ့လက်ဝိတ်တင်တန်းဆိုတော့နင်းသိတဲ့အတိုင်းပဲလေကိုကတင်တဲ့ကောင်ထိုးရတာကိုကတင်တဲ့ကောင်ထိုးချင်တာမဟုတ်ဘူးလေသူများထိုးတော့ခံချင်တာဟဲ့ဘာကြီးပါလဲထိုးသူများထိုးခံချင်တာလို့ဘာကိုပြောတာပါလဲမင်းတို့ကပါအမလေးဟုတ်တယ်မိသားနော်ဒီမှာညီတို့တခုပြောအောင်ညီဖို့တော့ဒီတိုင်းငိန်ခံလို့မရတော့ကလန်နဲ့ကလန်ရမယ်မိစားရတိလား ဟုတ်တယ်ဆရာကြီးအချောက်ဆိုတာလေပုံချိန်တန်ပုံရတယ်ပွင့်ချိန်တန်ပွင့်ရတယ်ညဒီလိုပဲတတော်ပုံကြီးမှဘွားတယ်နေသွားတော့မှလားပြောတော့ ကောင်းမတွေရဲ့ငါလည်းညီးလို့လိုပဲပွေ့နေတာပေါ့ဟဲ့ဒါပေမဲ့အဲ့လိုဘွားနဲ့နေရအောင်မှလေအင်းကဘိုးတော်ကြီးရတယ်ဩသာဒီကျွေးတာဆိုတော့နော်အမလီပွင့်တော့ငါ့ဘာတိတက်ကျွေးဦးလည်းမသိဘူး တော့မယ်ညီတို့ကလည်းသွားပြီးမြောက်ပေးနေပါနဲ့သူ့ဘိုးတော်ကြောင့်လည်းညီတို့သိတဲ့အတိုင်းပဲနော်သူ့ဘိုးတော်ကကြီးတယ်စိတ်ကြီးတယ်လို့အမလေးကောင်မတွေလိုရာဆွဲတွေးနေလိုက်တာဟဲ့ဟုတ်တယ် ဒီကရှင်းမလို့နောက်မလို့နဲ့ဟုတ်တယ်စာသားဒီမဲ့နီးဒီတိုင်းငိန်ခံနေလို့မရတော့နော်ညီဖို့တော့ယူလीတော်လန်နဲ့တော်လန်မယ်မိစားရတိလားပြော မိသားနေဘိုးကြီးပြောလာအောင်သလားကျွေးရင်လို့ဩသာတိမကျွေးနဲ့လို့ငါပြောသေးကျွေးလို့ အေးကောင်းမရဲ့နော်ငါဖေကောင်ညီကနှိုက်မီးခြင်းနေသေးရလားမစားတော့နဲ့ဒီပါရဲ့စိတ်ညစ်စမ်းမှာဒုက္ခပဲ ပြစ်လိုက်ပြီ ပြီးပါရ ပြစ်လိုက်ပြီ ပြီးတော့ပါခွာကြီးကြားတော့ ဖေရတယ်ကောင်းတယ်တောင်းမယ်ဆွဲနေကဲလာတဲ့ဟာလာတစ်ချက်ထည့်ရိုက်ချလိုက်မယ်再看，不能再看，哎，家长， ရှင် 哪是人？ ပြားပြား ဘာလုပ်လဲကြာဘာလုပ်လဲ သူရလေဖေးရနေမြင်သွားနေဘူး ဟင်ဒီကောင်ဒါအတုပအိမ်မဟုတ်ဘူးနားလေလား အော်အဖေလည်းအတူပါဖြစ်တော့အဖေသိလိုက်ပါလား ဟဲ့ဒီလိုတော့နေတော့လုတ်ထားလိုက်တော့မယ်ဒီလိုနေမသားပိတ် ဟုတ်ကဲ့ ကြာတာငါဒီခါမှရေမှာပေါင်းနေဘူးမင်းကငါပြောထားတယ်မင်းရှစ်ရှောက်ပေါင်းတော့မင်းတို့နောက်ဆင်းလိုက်မယ် ပြောလိုက်ချောဘာပြမလို့တော့တော့ဆင်းမရလေဘို့တင်းရတက်တာတော့အဖေ 你有了没事？没法说不来。什么？说，俺也不说多的。说，这个也不行，退。说，俺拿把头快我退。说，哎呀，谁呀？我说说。龙居里。说，真的呀？你们明了我是不是？老板阿姨在干嘛？家长，明年来谁想我？呀，哎，我来。 ဖေးရလေဒီကတော့မဟောက် 快啦，明高木俺是找不也完了。哎呀，来住了。ဟုတ် 嗯，
ဒါကရောဒါမှထိုင်နှမ်းမှာအမလေးနွဲ့နေတယ်သေဦးမယ်ဒီမှာမင်းဒီနေ့ဘာဖြစ်လို့တင်နှမ်းမသွားတာ တင်နှမ်းပိတ်လို့ ဟမ်ဘာဖြစ်လို့ပိတ်ကြတင်နှမ်း ဘရူနိုင်းဖလားမှာယူဇာကိုကရွှေရလို့အာသွားကြတာ ဟာအားရကျူမယ်ဒီဘယ်နဲ့ခါတော့တိုးနေတယ်ယူစကောက ဒီကတင်နာညတင်နာရှိလို့ဒီနေ့တင်နှမ်းပိတ်ထားတာ ဟာမင်းတက်နေတယ်ကောင်မျိုးပြောနေတယ်နော်အော်ငါမင်းတင်နှမ်းရောက်ပြီတင်နေတဲ့စောက်ဖွင့်နေရဒီနေ့ဒီမင်းတိတ်ရဲမှမတက်ဘူးတဲ့ပြောတာပါတော့လား အဖေကလည်းလက်ဝဲထိုးရတာပင်မန်းနေ ဟာပြီးမှန်းနေဟုတ်လားဖေကတော့တားကြောက်လေးရှိတယ်ယောက်ျားပီပီတာဖြစ်စေချင်တာနော်မင်းအဲ့တော့တင်ထားတယ်ခလားအေးမနေ့ပြန်စားပြီးတင်နှမ်းတက်ချင်တဲ့မတက်ရင်မင်းနဲ့အိုးသားကွက်တားတယ် ဟွာကြီး तू မထိုးရတယ်လက်ဝဲထိုးတာဘာလို့ပင်မန်းနေဆိုတော့ तू မသိဘူးမလီ ရတာမင်းကငါတင်နှမ်းတော့ခိုင်းနေရတယ်ဒီမှာဘာထိုင်လို့နေရလဲ ဖေးကလည်းအဲ့လက်ဝဲတင်နေမသွားချင်ပါဘူးလို့ပြောနေတယ်ဥစ္စာ ဟာမတော်လို့ရမလားမင်းကငါမွေးထားတာယောက်ျားလေးတွေကြားကြရရှိအောင်ငါမင်းကိုမွေးထားတာနော်မင်းဒီလိုပုံစံမျိုးတော့ငါတိတ်ခါကြတယ်နားလေလား ဖေးကလည်းဘာတိတ်ခါကြတယ်မှရှိလို့လေ မကြတော့ဘောကွာအုံမင်းနေဖို့ထိုင်ပုံကြည့်လေဟမ်ဟိုမရောက်ဒီမရောက်ဖြစ်နေတာဟဲ့ဖေးရတော့နာမည်ကိုတော့ကေတရားစာလို့နာမည်ပေးထားတာအခုကေတရားစာမဟုတ်တော့ဘူးဂေးရာစာဖြစ်နေတယ်ဂေးရာစာဖြစ်နေတယ်ကျော်လိုက်ချင်းဟဲ့ကမကြအဲ့နာမည်ဘူးလေ ဖေးကလည်းကိုနာမည်လည်းကိုမှတ်မိတော့ ကဲမမီတယ်မင်းတို့ဘတူလဲလို့ငါမေးနေတာ ဦးကြ ဟေးဦးကြကြားထက်တာတဲ့ချင်းသိလို့နာမည်မျိုးပေးထားတာရာစာတဲ့နားလေလား ချင်းသေး ဟုတ်တယ် ဟာကြောက်စရာကြီး ။ဘာကြောက်ဆရာမလဲဟမ်။မင်းဒီလိုနေဖို့တိုင်းကိုဖြစ်မလား။ဘယ်တော့ချက်ဖို့ကောင်းလဲနားလေလား อ๋อဘာရှိစရာရှိလို့လဲဖေးရတယ်ဟိုအဲ့ဆိုအဖေဟိုတားလို့လိုက်နေကြည့်ပါလားအဲ့ဆိုရင်ပတ်ဝန်းကျင်ဘာမှမပြောတော့ဘူးအဖေနဲ့သားနဲ့တပုံစံနဲ့ပဲဖေးလူသားလေးဆိုပြီးတော့လေလိုက်နေကြည့်ပါလား ။ဒါဟုတ်တယ်။ဟေးမင်းကတော့လည်းဖေးပေါ်တော့ကျဖေးတော့မင်းမင်းတော့မင်းငါလုံးမင်းတော့မင်း ဖေးရအခုဆိုရင်ဖေးကလေသားလဲရတာလေသမီးလဲရတာလေဘယ်လောက်ကောင်းလဲ မကောင်းဘူးနားမလဲဘူး။မင်းပုံစံမင်းကြီးရက်ကိုဆရာနေဘယ်တော့သိခါကြရှစ်ဖို့လည်းကောင်းတယ်မလို့ဒါမျိုးပုံစံတောင်းပြောင်းမယ်ကွာ ဖေးဒါဒီမိုကရေစီနိုင်ငံနော်လေလူခွင့်ရေးဆိုတာရှိလို့အချောက်ခွင့်ရေးဆိုတာလည်းရှိတယ်နော်အချောက်ခွင့်ရေးကိုပိတ်မယ်အဖေပြဿနာကြီးတက်သွားမယ်ဗာမှတ်နေလေ မင်းဖေးဦးမင်းစွာတာဟဲ့နိုင်မှာတော့အချောက်ခွင့်ရေးမရှိဘူးအဲ့အချောက်ခွင့်ရေးလို့ချင်းမင်းငါအိမ်မောဆင်းတော့ဒါပဲရှင်းလေးပဲဟမ်မ မလေးစားသားရဲ့အဲ့လိုကြီးလေစိတ်ညစ်ခံနေပါနဲ့မိမနဲ့သားသမီးဆိုတာဒီလိုပဲလေအခိုက်အတန့်တော့ရှိမှာပေါ့ဟုတ်သားသမီးစားရဲ့တောင်းစုပြုံးစုတာကြီးရိုးထုံးတာရှိတာပါဟဲ့သားသမီးဆိုတော့ကြီးရိုးထုံးတာမရှိပါဘူး ဟဲ့သားသမီးစိုးမပြစ်မယ်အချောက်ဆိုးကြပြင်းမှာဟောဟဲ့နေရတယ် ဒုက္ခပါပဲစိတ်ကြည့်နေပါဆိုတော့ဘာလဲချက်ပြောနေမှမသိဘူး စိတ်ညစ်နေပါနဲ့မိစားရဲ့ဒီဘိုးတော်ကြီးကနင့်ကိုအိမ်ကနေနှင်းချလိုက်ပြီငါတို့အိမ်မှာလိုက်နေလို့ရပါတယ်ဟာ ။အဲ့လိုလည်းပဲပြေအောင်လေ။ဟောတော့လေဒီချိန်မှာရန်ကိုစိတ်ညစ်လို့တနေရာကိုခီးရထောက်သွားလိုက်ချင်တော့တာပဲ ဟဲ့စန်းစားအဲ့ဒီအစီအစဉ်ကတော့ကောင်းနေမဟုတ်လေပျော်ပြီးမလုပ်တာကြာပြီမလားဟုတ်တယ်အဲ့ဒီအစီအစဉ်ကိုတော့ငါထောက်ခံနေငါလည်းထောက်ခံနေငါလည်းထောက်ခံနေ ဟဲ့ငါလည်းခံနေဟဲ့ ။ဟော ထောက်တာလေးတော့ထည့်လိုက်ပါဦး โอเคထောက်ကနေထောက်ကနေ အဲ့ဆိုရင်ငါတို့တွေဘယ်ကိုသွားဆိုင်ကောင်းလဲ ဘယ်ပိုင်းကောင်းစဉ်းစားနေစဉ်းစားဘယ်ပိုင်းကောင်း ။ချောင်းသားကိုသွားပြီးတော့ငါတို့လျှမ်းရမယ်ဆိုရင်ရော ကောင်းလိုက်ရဲ့စီစီမိစားရဲ့ ဟောတူလား။ဟုတ်ရဲ့ရလဲပါ။ ဒီမှာဘုံလျောက်ကလည်းခံမယ် ယောက်ကနှစ်ခန့်လူငါပြောမှာယောက်ကနှစ်ခန့်လေလား အမလေးဝေးလိုက်တော့ဟဲ့အလဲကိုထိုးပေး ဘယ်လိုထုတ်ပြရမှာလို့ ။အော်အဲ့ဒီဘာကိုပြောတာကြီးဒုက္ခပဲကြီးလေ ဟုတ်ကဲ့ဘယ်ကထုတ်ပြမှာခင်ဗျာ မလေးဘယ်ခမ်းမယ်ထိုးအတိကထိုးပေးဖို့ပဲအရေးကြီးတယ်တွေ့တဲ့အခါကထိုးလိုက် ဟုတ်ပြီဟုတ်တယ်ဒါနဲ့ညာတို့တငယ်တွေကြော်ရဲတော့ထည့်ပေးရမယ်နော်ဟုတ်တယ် တကယ်ချားဆိုတော့ဘာလို့ပြောလဲမရှာ ဟောဒီလိုလေညာတို့ရဲ့ဘက်မှာလည်းတငယ်ညာဘက်ချမ်းကိုလည်းတငယ်တမီးတို့နောက်ကိုလည်းတငယ်တမီးတို့ရှေ့ကိုလည်းတငယ်လေးနေတယ် ရှင်းမတင်တော့မရှိဘူး
ပင်လယ်ပဲရှိတယ် အဲ့လိုတီးပြီးတော့ဈေးကြီးပြီးတော့အေး ဆာဆာရဲ့နေရလေဟိုတို့ကပင်လိုက်ရောက်တော့ငိုးရတာလေနေနဲ့ငိုးတယ်ပါနဲ့ဘုံပလက်ဆန်မ ဟုတ်လားအဲ့လိုဝုန်းပြီးအဲ့ဒါခံမဲ့ပေးနော်ဟုတ်တယ်လောက်မြန်လောက်ပုံရိပ်ကြီးမကြီး ကဲသာသာခုဆိုလို့ရှိရင်တို့ကချောင်းသားကိုရောက်လာပြီစိတ်ညစ်တာတွေစိတ်မချမ်းသာတွေအားလုံးကိုပင်နေနေဆေးပလိုက်တော့ ဟုတ်တယ်ပြီးတို့တွေဟုံးမယ်တငယ်ထောင်းမယ်ရှင်းပြီနော် ရှင်းပါတယ်ဒီမှာအဲ့လိုလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေခြင်းလို့လေကျမကချောင်းသားကိုလာတာဘာလို့သိနေရမှာလဲဒီမှာအဲ့ဒီမြစ်တဲ့စိတ်တွေရှိရင်လေဟော်ရီပင်လေရဲနဲ့ save like မယ်ယုံထားကုန်းလိုက်တဲ့စကားတော့ဟဲ့ဇာဇာချောင်းသာရောက်တော့အပြစ်တာကဲနော်ဘာမှနောက်ဆန်တင်းနေတယ်သိလား မလီညီတို့လည်းရှိနေတာပဲဘာလို့နောက်ဆန်တင်းရမှာလဲ ဟုတ်တယ်ချောင်းသားတကားလေးရတော့လွတ်လက်တာကဲထွားတော့လေဟိုဖြစ်နေချောင်းသားမှာတငယ်တယောက်တော့အပန်းရှာပြီးအိမ်အောင်တောင်းကျူလိုက်ချင်း မလေးမိချန်ညီတော့မပြောချင်ဘူးညီရတော့ဒါပဲကောင်မနေကတွေ့မရှောင်မဟုတ်ဘူးနော်ဒုံမရှောင်ဟဲ့ကမဘယ်တော့ကိုပြောလဲ အနေသားတို့တို့သားနေတဲ့တငယ်လေးကိုထောင်းနေတာလေအဲ့ဒါကိုပြောတာလေကောင်မ အဲ့ရှင်ပြောနေပါဦးဟဲ့နင်တို့ကလေကဲသာသာခုတို့ကချောင်းသားကိုရောက်လာပြီလေပုံမနေတော့ဖွင့်ချပလိုက်တော့ဖွင့်လိုက်တော့ဟဲ့ဖွင့်လိုက်တော့ မလီပွင့်နေတာကြာပြီပွင့်ပြီဟဲ့ပွင့်နေကောင်မဒီမှာတော့ အဲ့လိုပွင့်နေရပါလေ လာဟဲ့ လာကြဟဲ့လာရဲ့လာ လာဒီလက်စမ်း ရှိရဲစမယ် ဟွန်း ဖေးရဲစမယ် ဟောင်းမကနေလာပြီးတော့ဒီဒီလက်စမ်းဖိလဲလက်စမ်းပါဗောလာ မဆွေးချင်ပါဘူးပြင်နေ ဟောဘာဖြစ်လို့မစင်းချင်တာလဲစင်းမယ်လာပါညီမလေးကဒီမှာလာစင်းမပဲဆိုမှညီမလေးမကြမ်းဖိလဲလက်စမ်းမှာကန်ကြီးလေးမှာရှောင်းမယ်အုံးလေးတောင်းမယ်ပစုံကြီးလေးစားမယ်ငါးကလေးစားမယ်လားပြောစရာကြီး no မဖြစ်ဘူးအဲ့ဒီစီစဉ်ကိုညီမလေးကန့်ကွက်တယ်နော် ဘာဖြစ်လဲကန်ကွက် နံပါတ်1ချက်ကန်းချီမှာလမ်းလျှောက်မယ်ဆိုလို့ရှိရင်လေးစိမ့်နေတိုက်မှာလေအသားမဲ့မယ်ညီမလေးကမော်ဒယ်လုပ်မဲ့သူဆိုတော့အားမဲ့တော့မှမဖြစ်တာပြီးတော့နံပါတ်2ချက်အုံးရတောက်မယ်ဆိုလို့ရှိရင်ဒီကိုလုံးကခုပိတ်တွေထွက်လာမယ်နံပါတ်3ချက်ငါးကင်တွေပစုံကင်တွေစားမယ်ဆိုလို့ရှိရင်ကိုလည်းမတက်လို့ရှိရင်ရှားမှာပေါ့နံပါတ်4ချက်ပင်လယ်ရဲစစ်မယ်ဆိုလို့ရှိရင်ပင်လယ်ရဲစားတတ်ပါတယ်လေအသားရည်တွေပြန်နှံသွားမှာပေါ့ ဟာတင်စားရချောင်းသာလာပါဆိုမှအဲ့ဒါကြီးကြောက်နေလို့ဖြစ်မလို့လောဘောဖိလဲလက်စမ်းအောင် ကောင်းလာလေချမ်းသာမှာဒီချက်ပုံပြီးထူးခြားနေတာဘယ်မှာရှိလို့လဲကဲအပြစ်ထွက်လိုက်တယ်ဆိုလို့ရှိရင်နော်ပင်လယ်ရေရှိမယ်ပြီးရင်ကမ်းခြေရှိမယ်ကြောက်ဆောင်ရှိမယ်နောက်သွားကြနေရဆိုလို့ရှိရင်လည်းကြောက်မနမနော်တဲဖြူချုံပြီးဖိုးကလတ်ဆိုဒါတွေပဲရှိရပဲဥစ္စာဘာမှလည်းမထူးလဲမဟုတ်တော့ရှိမှာဘူး ကဲဒီမှာတော့တင်သားကျမပြောပြနော်လူဆိုတာမျိုးကအလှပတရားကြည့်ရှုတတ်ရမယ်ခံစားတတ်ရမယ်တဘာဝမှာရှိနေတဲ့လေတူကြီးကိုအာရပါရရှူဆိုင်ပြီးတော့စီဝမ်းသွေးလေးအားလုံးမှတ်ကန်အောင်လုပ်ရမယ်ဓာတ်ကြီးလေးပါနဲ့ညီညာမှာလူခန္ဓာကိုယ်တန်ဆွမ်းပါအဲ့တော့ပင်လေလေးကိုရှူဆိုင်လိုက်ကြတာလာပါတင်သားဟင် ဓာတ်ကြီးလေးပါစားဖောက်ပြရတယ် အာတင်စားရဒီမှာမိုင်းပြပြမယ်ဓာတ်ကြီးလေးပါဆိုတာပထဝီသမိုင်းတင်ချာဓာတုရအမိုင်းဒီပါပြီလား ဘာလို့ချက်ပြောနေရလဲဟုတ်လဲခေါ်တယ် ဩတင်စားကိုပြောတယ်လမကောပါပြီဗလဲပထဝီမောရပထဝီတေဇောအာဘောဝါယောအဲ့ဓာတ်ကြီးလေးပါနဲ့ညီမမတဲ့ကျမ်းမတာဆိုမှာအဲ့တော့လာပါပင်လေလေးတို့ရှူဆိုင်ပြီးတော့လမ်းလျှောက်ပြီးတော့တိုင်မေလာပါကတော့အောင်းမလို့ပါတော့မိုင်းသွားကျွန်တော်ဝတ်စားလေးလဲလိမ့်ပါလေလိမ့်ပါလေလဲပြီးမော်ဒီကုစင်ကညီမလေးအရန်လိုက်တာ
ကပြိမမမိတဲ့ဥစား မလေးမမီနောက်ကိုစောက်နောက်ကိုစောက် အေးပါလေ ရန်တော့တာပဲဘာဖြစ်သွားသေးလဲ 你走， အေးဘာတော့ဘာဖြစ်သွားလဲ 你玩啥东西？你姐， ဘာလဲ 俺我快个路边不？ ဟောဒီကမှာ အနေထိုင်စီအဲ့လိုပဲ ဘာဖြစ်သွားသေးလဲ 好啊，路。 ဒုက္ခပါပဲကဲလာဒုထုဝင်မယ်လားရှားရလားဩစပယ်ကိုပလစ်ပါရေးမကြည့်ပါဘူးသူကရေးကြည့်တယ်ဟာတင်စားညီမလေးဘာဖြစ်လာတာလဲဘာဖြစ်လာတာလဲ စပင်းပေါက်လို့ဒီလားမှကူညီပြီးတွဲလာ အိုးတင်စားရေမမခဏလေးအလှပြေကိုရှိသေးတယ်ဘယ်ချင်းကနေဘယ်လိုထွက်သွားလိုက်မှမသိဘူးစပင်းနဲ့စီးတတ်တာလည်းမဟုတ်ပဲနဲ့ဒီကညီမကျေးဇူးအများကြီးတင်ပါတယ်ကွယ် ရပါတယ် အဲဒီနာမည်อ่ะ ဟိုတွင်းနာမည်ကဆဆပါ ကျမနာမည်อ่ะတင်စားပါဒါတင်စားရဲ့မာကက်တင်ပန်းနဲ့ မှတ်ထားနော်ငါညီမ တွေ့ရဝမ်းသာပါလေ မမရဲ့ညီမကတော့ပြောမနေနဲ့မင်းသမီးတာလို့ဖို့ဝါသနာပါတာစပိန်လည်းမစီးတတ်ဘူးစိုက်ကယ်လည်းမစီးတတ်ဘူးကားလည်းမပေါင်းတတ်ဘူးတကယ်လို့များတဲ့ရုပ်ရှင်ရိုက်လို့ရှိရင်လည်းစပိန်စီးတဲ့ကပ်ပါရဲ့အစင်းသင်းဖြစ်အောင်ဆိုသွားကျင်နေတာတော်သေးတာဘောငါညီမကူညီတော့ တင်စားကမင်းမီလုပ်ချင်တာလား ဟုတ်တယ်တင်စားလေအဲ့လိုကိုအရင်ကဝါသနာပါတာဒါမဲ့အဲ့လောကရဲ့အခြေချဖို့ခုမှစူးစမ်းနေလို့ရှိပါသေးတယ် လေစူးစားနော်ဖြစ်မဟိုတင်စားရဲ့မျက်နှာလေးကလေရမ်းကိုချစ်ဖို့ကောင်းတာပဲဟိုဆဆတို့ကလေဟိုတင်စားရဲ့အမာခံပရိသတ်တယောက်အနေနဲ့အများနဲ့စောင့်ကြည့်နေမယ်နော်စူးစား ကျေးဇူးတင်ပါတယ်စားရဲ့ ဟောရပါတယ်ကွယ်တင်စားကိုကမင်းသမီးလုပ်မယ်ဆိုရင်လေစပိန်စီယာတို့ဆိုင်ငယ်စီယာတို့ကားမောင်းတာတို့အဲ့ဒီအကုန်ကတ်ထားမှဖြစ်မှာဟုတ်တယ်ကျတို့ပါလားဟိုနောက်နေ့ကျရင်တင်စားကိုဆဆလေးစပိန်စီယာဖြစ်နေတယ် အော်ရပါတယ်စားရဲ့အားနာစရာလေး อ๋อအောင်းမနာပါနဲ့ဟိုကြီးကလေဘာကပြည့်တဲ့ပဲလို့စားစပိန်စီလည်းတင်ပေးမယ်နိုင်ငံစီကလည်းတင်ပေးမယ်ဟိုနောက်ဆုံးွယ်ဒီစီကပါတင်ပေးလို့ ကဲပါညီမလေးရဲ့တင်ပေးမဲ့လူကတော့မလောလောပပနဲ့တင်ပေးပါမယ်ဆိုငါညီမညင်းမနေနဲ့တော့မိမချစ်မယ်မကြီးစိတ်ချပါတယ် ဟုတ်ပါပြီတင်မယ်တင်အား โอเค 三毛，还红毛鸡啊？ဟိုမှာကြည့်နေတယ်လေ 哦，还红毛鸡三毛，红毛三毛鸡的。还拿着，还我拿着买一个脸嘞，我们这三毛鸡的，我的我这三毛么了，三毛的大牙里了，鸡的，拿着我们这三毛哪位？我有没？你说吧，我的鸡三毛还拿着我的三毛了，三毛的大牙里了，鸡毛。 ဆွဲစိတ်ဆွဲပြေးပြီးဆွဲဆုပ်ပြီးမှ 害怕不要了。莎莎，你活的你啊，什么的你大牙你喏？我嘞，面那一面的标你了没？ နေမဟုတ်ပါဘူးငါကူကြည့်တာပါဟဲ့ အာယိုးသားကူညီတာအာမဟုတ်ရပါဘူးကောင်မဟမ်မပြောချင်လို့ကြည်နေတာကြာပြီတော့ဟဲ့ ဒုက္ခပဲငါကူကြည့်တာပါဆိုဟဲ့ဘာမျောလင်းချက်မှမပါဘူးနော်ဘာမျောလင်းချက်မှမရှိဘူး မလီမပါဘူးမရှိဘူးနဲ့ဒီမှာစားစား
ညီကအစစ်မကိုလည်းစိတ်ဝင်စားတယ်တငယ်ကိုလည်းထောင်တယ်ဆိုတော့ညီကတူဝေးလား ဩမဟုတ်ပါဘူးလေငါအကူကြီးတာပါဆို မလေးဒီကူညီလာရဲနော်ညီရဲ့စေတနာလေးရေစည်းကမ်းမျိုးလိုက်နေတာပဲငါတို့မြင်ရတွေ့ရတော့ဆိုရင်ညီကလိုအပ်တဲ့ပုံနေတော့သာမတိထား ဟုတ်တယ်မသာသာငါပြောမယ်အစ်စ်မဆိုတာငါတို့ရဲ့ပြိုင်ဘက်နော်အဲ့တော့နင်ကောင်းတော့မင်းမြတ်မှတ်တာဘူးလို့ ဒီမှာငါလေအစ်မမမဟုတ်ဘူးနော်ဘသူ့မဆိုကူညီနေကြအဲ့ဒါကိုလည်းညီတို့သိပါလေအပူတွေလာပြီးတော့ကန်တလီယာတွေလာပွင့်နေဒုက္ခပဲ ဟဲ့ဒီမှာသာသာငါတို့ကလေနင့်ကိုအချိန်ပေးပြီးဟဲ့ချောင်းစာကိုလိုက်လာရတာနော်ဒီဟောလို့ဒီလိုလာမလုံးနဲ့ မလေးဒီမှာညီတို့က6တေလားနော်ဒါမှမဟုတ်အစိုးရဌာနအရာရှိတွေလားသေလို့ဝင်စားသလားမှတ်ရတယ်နော်အဲ့ဒီလိုက်ဟောက်လိုက်တာဆိုတာနေစရာဦးမရှိတော့သွားမယ်ဒုက္ခပဲ ကောင်မကြည်သာပြောလိုက်တော့ကျန်လူတွေကိုပြောလိုက်တော့ကြည်သာ တော့ပါ ဘာတော့ ဟမ်တော့ကောက်ဒီအိမ်ထားနေဒီတို့အားလုံးမျိုးလုံးတော့ပြီးဝိုင်းကြည့်ထားအောင်ဖြစ် မ မယ် လေးကြည်ထားအောင်ပါကြည်ထားအောင်ပါ ဗျာအကိုကြီးဟိုငါဘောင်းငါးခြင်းလို့ လေးကွင်းဟောဒီယောက်ကဘောမှားတဲ့ယုံများပေါက်နေလို့လားဗျာဟမ် အဲ့လိုရှင်းပါရင်လည်းလို့ ကျွန်တော်ကဇလန်းစံညုံတိုက်တာမင်းသားမတ်တန်ကလပ်ကျောင်းစောမောပါဗျာဟာတိုက်တာကျောင်းစိုးမှုဟုတ်ပါရဲ့နော်ကျောင်းစောမောပါဦးအဲ့တဲ့ကျောင်းစိုးမှုကဘယ်လိုလုပ်ပြီးချောင်းမှာရောက်နေရလဲကျွန်တော်ကတင်လောမမလွင်ဆိုတဲ့စကားကိုဟောပြန်ရိုက်ဖို့အတွက်ထောင်းဆောင်ကြည့်နေတာပါဗျာ ဟုတ်ကဲ့လားပြန်လာကြည့်နေတာ ဟိုတေလောမူးလေးစကားထဲမှာချင်းထဲမှာယုံတတ်တာပါရှင်းဟာလည်းခဏကြီး လေဒါတော့ဗျာပင်လယ်ပြင်မှာယုံမှမရှိတာဗျာကျွန်တော်ကကနန်းဝယ်ပြီးထည့်ထားတာပေါ့ဗျာလိုက်စမ်းပြရတော့ ဒါနဲ့ဟိုရှင့်ဟာဒီကဘားတွေရော ဟောစိတ်ကောင်းနေရပဲဗျာကျွန်တော်ယာတူးကြသွားလို့ဗျာဘယုံတော့ဝင်းနေလာလို့ဒုက္ခ ဟဲဘဝင်းဦးအဖေပြောရတော့ လေကြောက်ကြိုက်တော့လို့ပါဗျာဘယုံတော့ဝင်းနေလာတွေ့နေဒုက္ခပဲအကယ်ဒမီဝင်းဦးပါဗျာဟောဒါနဲ့ဒီကညမလေးနာမည်ကပတော်လက်တယ်ဗျာတို့ဗျာဟုတ်တယ်နော်စစာရဲလားဗျာ တို့နာမည်လည်းမတော်တော့တို့နာမည်ကတလုံးနဲ့ဝိုင်းနဲ့ မေးပါဦးဗျာ မြောင်းနေမယ်လည်းမထောင်းတော့မိသွဲတဲ့ မပြောပါနဲ့လားဗျာ ညာနာမည်လေး မသိကြဘူးဗျာ မီးနာမည်ကတော့ပြောမယ်မီးရှူ မလိုပါဘူးဗျာမှတ်ပါလားဟမ်ဟောဒါနဲ့ဟိုကိုကျော်စိုးမိုးကလေကားအိမ်မေလည်းပြောသေးတယ်ကိုကျော်စိုးမိုးတယောက်တည်းလားဟိုတခြားရှူတင်ပွဲတွေရောမပါဘူးလားဟောဒါကတော့ကျွန်တော်ကစကားရိုက်ဖို့အတွက်စင်းပြိုကြည့်ဖို့အတွက်တယောက်တည်းပဲလာခဲ့တာဗျာဟောပြီးတော့ကျွန်တော်ကဇလန်စညုံဒရိုက်တာမင်းသားမှတ်တမ်းကလပ်တော့စောမောဆိုတော့တယောက်တည်းပဲရိုက်ပါလိဗျာအဲ့ဒါတယောက်တည်းပဲဆင်းလာတာပေါ့တယောက်တည်းရိုက်မှာဟုတ်တယ်ဗျာဟုတ်ကြည့်တော့ကျွန်တော်တယောက်တည်းပဲကြည့်မှာပါဗျာ အဲ့ဆိုရင်အကောကားတွေကအကုန်ကြစိတ်တွေတိုင်းများပြီးအပိရဲ့ပြိတ္တတွေလည်းအများကြီးပဲပေါ့နော် အောင်မြင်အောင်မအောင်မြင်အောင်မ ဟုတ်သက်ကြည်အောင်လို့ပေါ့ဗျာ ရှင်းအောက်ကျင်းနေတယ် ကောင်းလေဗျာအောက်သက်ကြည်တယ်လို့ပြောတာပါဗျာအောက်သက်ကြည်အောက်သက်ကြည်နေဆိုတာမျိုးကတော့အောက်သက်ကြည်တာပေါ့ဗျာ ရှင်းနေတာပဲ အော်ဟိုကျွန်တော်ဒါနဲ့ညာညီမဟိုလမ်းတွေ့ရင်များဟိုလောက်ဆက်လုပ်ကြလားဗျာရပါတယ်ကိုကြီးရတယ်ဝမ်းသာတယ်ဗျာဟိုအဲ့ဒါဆိုကျွန်တော်လိုက်ပါအောင်နော်ဘိုင်းဟောနှလုံးလေးကိုတစ်နားရီလောက်ချားနေတယ်တော့မယ်နော်
ပါကြီးလဲဗျာတင်စားရဲ့နာကိုရအောင်ဘာဘလို့ချင်းကပ်ရင်ကောင်းမလဲဒီပုံစံနဲ့ဆိုရင်တော့အဆင်ပြေမှာမဟုတ်တင်စားမင်းသမီးဝါသနာပါတာဆိုတော့ဟာဟုတ်ပြီဒါရိုက်တာကြော်စိုးမှုပုံစံနဲ့ဆိုရင်တော့ငါအဆင်ပြေနိုင်တယ်အဲ့တော့ဒါရိုက်တာကြော်စိုးမှုရဲ့အကြောင်းသိအောင်ငါအရှင်လုပ်အောင်လူရတယ်ကျေးဇူးပဲနော်ရောက်ပါတယ်ဗျာဟိုစားလေတောင်မြန်မာခီးကုန်လေးတွေကောက်မဲဆိုပြီးတော့တွေးပြီးတော့ရှောက်လာလို့တိုက်ဆိုင်လိုက်တာများဗျာကျွန်တော်ရိုက်မဲ့ကားမှာခီးကောက်တဲ့ခံလေးများရိုက်ရင်ကောင်းလားဆိုပြီးစဉ်းစားနေတာဗျာဟုတ်လားခိုင်နေကိုကြီးဗျာဟိုဇာတ်ကိုဆက်ဆွေလို့မထင်နဲ့နော်ဇာတ်တစ်ခုတော့မေးချင်တယ်ဟုတ်မေးပါဗျာဟိုကိုကြီးကဘယ်နှခုဖွားရလဲကျွန်တော်တစ်ခုတည်းဖွားတော့ပါဗျာဘာလို့ပြောနေရလဲဟိုတို့ကဘယ်နှခုနဲ့ဖွားရလဲလို့မေးရပါအော်မွေးတက်ကလေးကိုမေးနေတာပဲဗျာကျွန်တော်က1982ခုနှစ်မှာမွေးပါတယ်ဗျာဒါဆို30ကျော်ပဲရှိသေးတာပေါ့ဟုတ်ပါတယ်ဗျာဇာ50ကျော်လောက်ထင်းနေတာလူလာတယ်ဗျာဆရာလည်းပါတာပေါ့ဗျာဟုတ်လေဗျာအော်လူငယ်ဒရိုက်တာလေငယ်ရွယ်နဲ့ဒရိုက်တာဖြစ်တယ်လို့ဇာအရန်အောင်လေးစားတယ်လားကျေးဇူးတင်ပါမှာကိုကြီးဟိုကျော်စိုးမိုးဆိုတာလူနာမည်လားကနန်းနာမည်ပါဗျာလားဗျာဟောမဟုတ်ဘူးလေဟိုအနုပညာနာမည်လားဒါမှမဟုတ်နာမည်ချင်းလားဟိုတချို့ရှိရလေအနုပညာနာမည်သက်လူနာမည်သက်အဲ့လိုမျိုးကျော်စိုးမိုးဆိုတာကကျွန်တော်အနုပညာနာမည်ပါဗျာဟုတ်လားကျွန်တော်အမှနာမည်ရင်းရှိတယ်ဗျာနာမည်အရင်ကကွာတိုးတဲ့ဟာနာမည်ကကွာတိုးဟုတ်တယ်နာမည်ကြီးကလည်းဖူလိုက်တာဟဲ့အော်လီနာမည်ဟုတ်ကောင်းနေတယ်လားဗျာအရင်လာတယ်နာမည်ကြီးကဟိုဘာလို့ပြောပါဇာကလေကိုကြီးရဲ့အမာကန်ပရိသတ်ကိုကြီးရဲ့ဟိုကားလေးဆိုလို့ရှိရင်ဇာရမ်းအောင်ကြိုက်တာဟောဘယ်ကားလေးလဲဗျာဟိုကားလေးကိုကြီးရဲ့
ဟိုပါပလွေမုတ်မစိန်တုတ် ဟိုကျွန်တော်ရိုက်မိလို့လားဗျာ ဟိုရိုက်တယ်လေကိုကြီးကလည်းအဲ့ကားနဲ့ drama ကားလေးမင်းသမီးကသူ့သားလေးရှင်ပြဖို့အတွက်ဆိုပြီးသူကနေတကာလှိပ်ပြီးပလွေလိုက်မှုတ်တာလေအော်ပလွေမှုတ်ပြီးတော့ရစားရောက်တာအဲ့အချိန်မှာမင်းသားနဲ့တွေ့တာအဲ့အချိန်မှာမင်းသားကစောင်းတီးတာဟိုကားလည်းမင်းသားကစောင်းတီးရလေ အော်မှတ်မိပြီဗျာဂီတပညာပေးကားလေးပဲဗျာ ဟုတ်တယ်ကိုကြီးအပြည့်ဟိုကားလေးဆိုလို့ရှိရင်လေဇာကောင်းလေးကနေခုချိန်နေမထွက်ဘူး ဟုတ်ဘယ်ကားလေးပဲ ဟိုနှလုံးတစ်ကောင်ကျွတ် ဟိုတစ်လုံးတစ်ကောင်ကျွတ်မဟုတ်လားဗျာ ဟောကိုကြီးကလည်းအဲ့ကားထဲမှာမင်းသားနှစ်ခုခွဲလေအဲ့တော့တယောက်တစ်လုံးနှလုံးပေါ့ကိုကြီး အော်ဒါလည်းဟုတ်တာပါပဲဗျာ ကိုကြီးဟိုဟာလေဇာကလေကိုကြီးအမောင်ကပြိတ္တနော်အဲ့တော့လေဇာကိုကြီးရဲ့အကြောင်းလေးရေဆိုလို့ရှိရင်ခရီးသီးလက်နိုင်ကိုသိချင်တာ ဖေးစီပင်းကြမဟုတ်လားဗျာ ကိုကြီးကလည်းတွင်းနေကြရင်လက်နဲ့နှိုက်ရတာပဲဟာယူမဟုတ်ဘူးလား အော်ဒါလည်းဟုတ်တာပါပဲဗျာ ကဲကိုကြီးစာအုပ်ကိုကြီးအကြောင်းလေးကိုပြောနော်စာအရင်စိတ်ဝင်စားလို့ပါကိုကြီးပြောနော် တော့ကြပါမယ်နော်ကိုကြီးကြောင်းကိုပြောပြရမယ်ဆိုရင်တော့ဒီလိုဗျာ ကဲကိုကြီးကြောင်းတော့ပြောပြီးသွားပြီကွာသားအကြောင်းတော့ကိုကြီးသိကျင်သေးတယ်ကွာ စားရဲ့အကြောင်းလားဟာကိုကြီးဟိုစားရဲ့အကြောင်းတော့ခုပြောသေးဘူးလေဟိုမနေ့ပြန်မနက်9:00နာရီလောက်လေ ဟိုဖျားနာလေးမှာဟိုကိုကြီးလာခဲ့ပါလား လာမှာပေါ့ဗျာ အဲ့ကြမှာဇာရဲ့အကြောင်းပြောပြမယ်လေကိုကြီးဇာမလားမချင်းဆောင်အောင်ပါနော်ကိုကြီးမဆောင်လို့တော့ဇာကိုကြီးစိတ်ဆိုးမှာ အော်စိတ်ကြပါစားရင်စားမလားမချင်းကိုစောင့်မှာပေါ့ကွာ အဲ့ဆိုစားသွားအောင် ဟောပါပြီစားရင် ကဲအဲ့ဒီမှာဝိုင်းချောင်းနေဆိုနေဟဲ့ဝိုင်း ယောနေရတယ် တောင်းလို့ကိုရအုံးကြီးတောက်နေရလားရဲ့ ပြင်လိုက်တာဥယျာဉ်မတော်လို့ဘာသာအောင်မလို့ အဲကောင်းတယ်ကောင်းပါမလေးအားရတယ်ကြီးတို့ကตายရနေကြတယ်ဗောဟုတ်လားဒါမျိုးကြရင်ငါတော့မဟုတ် မလဲဟဲ့နေရပြင်ကတော့အိမ်ပဲအိမ်နေပြီးတော့များဟုတ်ပါ ဟဲ့မြို့တွေရေထဲမစင်းကြဘူးလား ကောင်းမရင်နေစင်းစားကြည့်ပါဦးဒီချိန်ငါတို့ရေထဲစင်သေးရကြည့်စင်ညနေတည်းမှစင်းမယ် မလေးကောင်းမရဲ့ညနေပါရေတော့မနေပါနဲ့အခုစင်းလည်းရပါလေစင်းည ဘလူးဘလူးရေတို့တအားစင်းလိုက်နေရလဲစားစားကဲပြောတယ်နင်းမကြံစီတစ်ခုရှိတယ်မလားဗါလေတငယ်နဲ့တင်တွားဝုန်းရှင်လို့မလား လေဟဲ့ကောင်းမနော်ညီစေးတော်မစော်ကားနဲ့ဒီမှာညီတို့လေငါပြောစရာရှိတယ် ဟဲဆန်းစားပြောစရာရှိတယ်ဘာပြောမှလဲပြောစရာပြော ဒီမှာမနေ့ကလေငါဒရိုက်တာကျော်စိုးမှုနဲ့တွေ့ခဲ့တယ်ဒီနေ့တဲ့မနက်7:00 နာရီလောက်ကိုသူကန်းကြီးကဖျားလေးမှာစောင့်နေမယ်တဲ့လာခဲ့ပါအဲ့ဒီမှာနေမကောင်းလို့ပဲခိုင်ညီတို့တွေတောင်းလိုက်ကြပါလားယင် ဟဲ့နေအောင်လေဟဲ့နေပါဦးလေနေရလေဟိုနေမပေါ့လို့ပြပါမလားဟဲ့သူကနေကိုဖွားရတယ်ဟဲ့ဟိုကနေမပေါ့တော့ငါတို့ဘလို့စင်နေမှာလဲဟုတ်တာဟုတ်တယ်ပါနော်ဟုတ်တာပဲစက်ရေနေရလေစဉ်းစားကြည့်လေငါတို့ကစင်ပြူတော်မီပြီးတော့အကျန်ဆုတ်နေရတာလေနေမဘာလို့ဖြစ်မလားလို့ ငါနေမကောင်းတာဟဲ့ မလေးနေရလေချက်ချင်းလန်ငင်းဟဲ့ကဲပြောပါအောင်ဘလို့ဖြစ်ရ တိပါရဲ့ငါလေးခေါင်းနေရလဲမူရင်နေရလဲအောင်ဘိုက်ကလည်းနာလီရလဲထုတ်ခါအကိုက်ပေါင်ကညောင်ခြေစလုံးကတောက်ခြေပွားတွေလည်းကျိန်းနေလို့ တော်ရနေရလေနေတော့ကောင်းတယ်ကောင်းတယ်တနေ့မှလည်းမရှိတော့ဘူးကွာနေရလေ ပါလိန်ပြောနေမူလာခဲ့ လိုက်ချင်လိုက်ပါ စမမှုတော့လေညင်မလိုက်နိုင်ဆိုရင်လေငါတို့၄ရက်ပဲသွားရတော့မယ်အားပြလိုက်ကောင်မဟုတ်တယ်မလားတို့ပြိုင်မဲ့တစ်ယောက်တော့ရော့သွားတာ အမလေးတော့မှလိုက်တာမှလိုက်တာကဲအဲ့ဒါတော့မယ် ကဲအဲ့ဒါဆိုလေကိုကျော်စိုးမိုးရှိကိုတို့တွေသွားဝုန်းလိုက်ကြရအောင် လိုက်တာဟေးသားမယ်ဟုတ်ပြီသားပြီစတိုင်ရေဟုတ်ပြီသွားကြနော်လင်နာယူမာလေးသွားကြငါလည်းလုတ်သက်ချင်တော့
လက်လိုက်တော့ဗျာ လက်တော့ချေးတာဘူး ဘယ်မနေပါနဲ့ကိုကျော်စိုးမှုပဲကိုကျော်စိုးမှုညာတို့ဒီနေ့မှာတကယ်လာစောင့်နေတယ်နော် ဒါနဲ့ကိုကျော်စုံကကြောက်ပြလာရင် တယောက်တည်းမြင်တော့တယောက်တည်းလားလို့မင်းနေရသေးလားဗျာဟုတ်ခင်ဗျားတို့ကရော၄ယောက်ပဲလားဗျာ ဟောလေးယောက်ကြီးရဲ့အားနဲ့လေးယောက်လို့မင်းနေရတယ်လား ဩအဲ့ကောင်မသူပြောမှာ ငါလည်းရောင်းသွား 我表你呢，我拿他嘛，哦，我都没拿嘞，平地啊你的嘛， ဆက်စရာကြီးဗျာဘာလို့နေကြမှန်းမသိပါဘူးဟောသာသာတယောက်ကောမပါဘူးလားဗျာ 他那里我人家飘稳了喽， တော်တော်မှကြီးတော့ဗျာ 这老多细的，这老多。ခေါ်နေကြနေရတော့ 不嘞，我飘不回来了，飘人家来，他不打一边去了，不能下个不掉， ဟောဘလောဖြစ်ပြီးတော့ချားသွားတာလေဗျာ 路边嘛，侬不叫中卫，哎讲嘛不，你啊哩，欧伊哩没地下倒，欧伊哩没地下倒，那来摸哩哦，低爆的，哎伊哩伊嘞， ဆိုရင်ရောဗျာ 所以啊， မဟုတ်လေဗျာဒီပေါမှာတော့အရေးကြီးပဲသွားမှာပေါ့ခင်ဗျာခင်ဗျားတို့ကလည်း ဒီလိုပါကိုကျော်စိုးမှုရဲ့အဲ့လိုမျိုးလေးအုံးရည်တိုင်းတောက်တော့အပူတွေကံမာစိုးလို့ဆိုပြီးတော့ရေကန်နဲ့ရေသွားပြီးဆင်းကူးလိုက်တာဒီနေ့ကိုအခုအဲ့ဒါအပတ်တီအေးကုန်တာ 哎你班长，哎你班长， သူတို့ပြောတဲ့ပတ်တီအေးတာ 哦，干嘛伊个偏南来你的嘞？ ဒါဆိုရင်တော့တော်တော်စိုးရိမ်ရမယ့်အချိန်တွေပဲဗျာဟိုကျွန်တော်စိတ်မချဘူးဗျာဟိုတယ်ကိုလိုက်ကြည့်လိုက်အောင်မယ်နော်အခုအချိန်တွေကဘယ်လိုရှိလဲ စိုးရင်စရာမလိုတော့ဘူးလေအခုကအေးပတ်တော်ပြောင်းအောင်လို့ဆိုပြီးတော့နေပူသာထွက်လုံနေတယ် ပိုးဆိုးသွားပြီပေါ့ဗျာဒီသေးပါဗျာကျွန်တော်လိုက်သွားမှအောင်ဖြစ်မှာပါ 你毛，行嘞，我做什么？还想不到，我一时到位哎那边， ဟောသာသာက excel တွေတောက်နေတယ်ဟုတ်လား 好的， ဘယ်နှလုံးတော့တောက်တာလဲဗျာ 哎没瞄啊，15龙呢。 သိပြီပေါ့ဗျာ မလေးကတည်းကပေါ်လာပါမလားဒီလူကကိုကျတော့ချီလို့နောက်တဲ့ဟောင်းလုံးနဲ့လုံးနဲ့ တော်လာသေးရဲ့ဗျာ ဟောဒါနဲ့ကိုကျော်စိုးမှုကလူပြူလားယင် ကျွန်တော်ကလူပြပေါ့ဗျာဟောဘာဖြစ်လို့မေးတာလဲဗျာ မယုံပါဘူးဗျ ဘာဘုံပြရမှာလဲဗျာ ဟောတကောင်စင်းလေတကောင်စင်းထဲမှာမှအိမ်အောင်ရှိမရှိသိရမှာအဲ့ဒါကိုပြားလို့ပြောတာ ဟုတ်တော့ဒါနဲ့ကိုကျစမို့ဒီတော့ဒီလိုခလောက်ပေးပြတာ ဟုတ်ပြန်ပြီပါမေးဦးမှာလေဗျာ ကိုကျစမို့အကိတ်လားအဲ့လား ဘာမေးနေကြတာလဲနော်ဟော x ဆိုတော့ပါလဲ x ဆိုတော့ပါလဲဗျာ အဲ့ကောင်မလေးအပေါ်တွေပြောမိကြအောင်နဲ့တွေးကြည့်ရတဲ့ဆိုင်ပြေးကြည့်တာပုံမှန်လိမ့်မယ်ဟုတ်တယ်အဲ့တော့အခုချိန်ကစပြီးအားလုံးလုပ်ငန်းစရကြအောင်ဒါဟေးဒါအောင်ရောင်းမယ် 哦，你妈的耶，都搞了呗，长大了说大妹妹照样说啊，ဘာဖြစ်လို့ဒီလိုအချိန်ဒီလိုရတယ်ဒီလိုနေရအောင်လေရန်ကုန်ကရုပ်ရှင်ရိုက်ပြီးတပါးလေလာပြီးတော့ရိုက်ကြလားအဲ့ဒီချိန်မှာရိုက်တာတော့ငါညမလေးမြင်ပြီးတော့ထိုက်သွားလို့ကိုရပြီးပြီဒီငယ်တို့တွေ့လေတဲ့ကြာအာမရက်လေရေငယ်တို့ထီရင်းနဲ့ကြလို့ပါပင်လေးကနန်းကုန်ဩငန်းငန်းပါစေကွာဟိုလောလောဆယ်မှာရေတွင်းမှမရှိတာပင်လည်းပဲရှိတယ်လေရေတွင်းကတိတိလေးပင်လည်းရအကြီးတဲ့ကြာဟုတ်တယ်နော်ဒါလေးကလည်းရှင်းပြီးကိုရမယ်အဲ့ဒါပြောတာမင်းမအဲ့ဒါပြောတာ ဟောအော်ဟုတ်ပါရဲ့ကျွန်တော်ဒါရိုက်တာကျုံစိုးမှုပါဗျာဟုတ်ပါတယ်အဲဒီကောင်ကိုတော့ဆောင်းသားမှာရိုက်ဖို့ကျွန်တော်စီစဉ်ထားပါတယ်ဗျာအဲ့ဒါတော့ location ကြည့်ရနေနဲ့ခုတော့မှဆောင်းသားကိုကျွန်တော်ကြောက်ကြည့်ပါတယ်ဗျာโอเคပါ အကိုကြီး
ပါရဲ့ဗျာကျွန်တော်လူငယ်တိုက်တာတော့ဆုံးလို့ပါဗျာ ဒီပေါ်လာလိုက်တာ ဒါနဲ့ဘာကိစ္စများရှိလို့ပါလဲဗျာ ဟိုဒရိုက်တာနဲ့မိတ်ဆက်ချင်လို့ပါဟိုတမင်းနဲ့မရတင်စားပါ ဟော တရုတ်ဆောင်ကအရန်ဝါသနာပါလို့ဒါတော့တင်စားရဲ့မိုင်းကီတီပန်နဲ့ဟုတ်ကဲ့ တစ်ထုပ်ကိုဘယ်လောက်လဲဗျာ အော်3900ရတယ် တန်နေဗျာ တော်တော်ရောလို့ဟိုအဲ့လိုရောင်းတယ်ဟိုအတု KT ပန်ကိုပြောတာမဟုတ်ဘူးကျမရဲ့နာမည်လေး KT လေးလို့ပန်းနေလို့ KT ပန်းလို့ခေါ်တာ နာမည်ရလဲဗျာပေးစရာရှာလို့ KT ပန်း တိုင်းတိုင်းဟိုကျမညီမလေးကလေရုပ်ရှင်ရိုက်တော့အရန်ဝါသနာပါတော့မင်းသမီးအရန်ဖြစ်ချင်တာဖြစ်နေမှာမလားရဲ့ကြည့်ပါဦး ဒီရုပ်ဒီရည်လေးနဲ့ဆိုရင်တော့မင်းသမီးကောင်းကောင်းဖြစ်နိုင်တာပေါ့ဗျာ ဟိုတင်စားလေတရုတ်ဆောင်တော့ဝါသနာပါအိုက်တင်ကြောင့်တိတ်မရဘူး ဟုတ်တယ် ဟောအဲ့ဒါကိစ္စမရှိပါဘူးဗျာ acting ဆိုတာ director ကတင်ပေးမှာပေါ့ကိစ္စမရှိပါဘူးဗျာဟောဒါနဲ့တစ်ခေါက်လောက်ပြုံးကြည့်ပါလားဗျာဖြစ်ပြီ အဲ့ဒါတိုင်းကျမအောင်ဟေး ဆိုးပါဦးဗျာ ဒီလောက်ကြည့်တာတော့မဆိုးဘူး တမီးကလေမင်းသမီးသာဖြစ်ရှင်တာစကားပြောတာဟို dialogue ပြောတာဆိုတော့အဲ့ဒါလည်းမရဘူးခဏတိတ်မကောင်းတော့ အဲ့ဒါလည်းရောက်ရတယ်ဗျာအဲ့ဒါလည်း director ကတင်ပေးမှာပေါ့ဗျာ ဒီညီမလေးက ဟောရှင်းလို့ဇက်ကနေခေါက်လောက်ပြောကြည့်ပါလားဗျာဖြစ်ပြီ မင်းညီမလေးအဲ့ဆိုတိုင်းမကက်ဒီယိုချင်း ဆိုးပါဦးဗျာ အော်ရှင်တဲ့တော့ပိုတလုံးပိုသေးတယ်လေအဲ့ဒါကိုလည်းမဆိုးဘူးပဲလား ဟုတ်ကဲ့ပါဟိုဒရိုက်တာကြီးအခုလိုမျိုးလေးဟိုတင်လာတို့ခင်မင်းမှုကိုအတိမတ်ပြည့်တဲ့အနေနဲ့တစ်ခုလိုက်တိုက်ပြစီနော် ဟုတ်တယ်လက်ခံဟုတ်တယ်တိုင်းနော် ကိုတိုက်ချင်လို့လားဗျာ ဟုတ်ကဲ့ ကုန်းကြီးလောက်ဆိုရင်တော့အဆင်ပြေပါတယ်ဗျာ ဟုတ်ပြီအဲ့ဆိုညီမလေးကိုလေဟိုတိုင်းခုနလေးမှာအုတ်ရတောင်းအောင်လို့နော်ကြောက်ပါ ကောင်းပါပြီဗျာ ဟုတ်ကဲ့ ဟောခဏလောက်နေပါဦးဗျာ ဟုတ်ကဲ့ ကျွန်တော်ရဲ့ပစ္စည်းလေးတွေကျွန်တော်ယူချင်လို့ပါ အော်ယူဒီပါရှိပါကြောက်ပါရှိတယ်ဆရာစတိုင်းမိုက်တယ်နော်ယုံလေ ဆရာပါနော်ဘဝကနောက်တစ်လုံးမှဆရာ ဟုတ်တယ်ဆရာ ရပါပြီဗျာဒီတစ်လုံးနဲ့တင်ရပါပြီအဲ့နဲ့မင်းကမင်းသမီးလုပ်မယ်ဆိုတော့မင်းရဲ့တက်ကဘယ်လောက်ရှိသွားပြီလဲဗျာ တင်လာတက်ကိုမရလား22နှစ်ပါ ဟာအရန်ကိုတင့်တော်ပြီးကောင်းမွန်လာတဲ့ရွယ်လေးပါပဲဗျာ ဆရာဟိုမက်ကီတီရဲ့အသက်ကိုမသိကြဘူးလားခံမကြည့်ပါလားဆရာ ဟောမကီဒီရဲ့အရက်အမောင်းကိုကြည့်တာနဲ့တင်20ကျော်လောက်ရှိမယ်လို့ကျွန်တော်မှန်လို့ရပါတယ်ဗျာ ဒီပါလေးမမတက်ကို20ကျော်ပဲဆရာ20ဘယ်လောက်ကျော်တာလဲဆရာ နောက်ထပ်20လောက်ပဲကြော်မယ်ထင်ပါတယ်ဗျာ ဟမ်ဆရာ20နောက်ထပ်20ကျော်တော့40ကျော်သွားမှာပေါ့ဆရာကျွန်တော်ကအဲ့လောက်40မှမကျော်သေးတာ哦 နဲလို့လားဗျာ ဟဲ့ဟောဘူးလေဆရာလေဆရာနော်ဟိုကျမကလေအခုမှ40ကျော်ဖို့တစ်နှစ်တောင်လို့သေးတာဟာ ဟောဒါဆိုမကီဒီရဲ့တက်က40ပေါ့ဗျာ နောက်ဘောဆရာရဲ့ဟဲ့အမှန်တည်းထွက်ကုန်ပြီထားလိုက်ပါတော့ ခဏဆရာချောင်းသားမှာဘာကားလာရတာလဲ ဟောဒါမင်းနဲ့ပင်လန်းဆိုတဲ့ကားတကားကိုဆရာရိုက်ကူးဖို့အတွက်လာခဲ့တာပါဗျာ ပြန်လာဆောင်လို့ဝိုင်းတစ်ချက်မဟုတ်ဘူး ဟုတ်ဆရာဘာမိုင်းတချင်းနေ ဟုတ်ပါတယ်အဲ့ဒီချင်းလေးကိုခြေခံပြီးတော့ဆရာကဇက်အိမ်ခွဲထားတာလေအပြီးတော့အဲ့ဒီဇက်ကားလေးမှာဆရာမင်းသမီးတင်တယောက်ကိုတင်ဖို့လဲဆရာသိကူးထားပါဗျာ တကယ်ဆရာအဆင်ပြေမဲဆိုလို့ရှိရင်တင်လာစူးစမ်းကြည့်ချင်တယ်ခုနေပေးပါလားဆရာရဲ့ စူးစမ်းတင်တာပေါ့ဗျာစူးစမ်းရင်မမဆိုဖြစ်နိုင်ပါတယ်ဗျာ ဟိုလေတင်လာပြောမဲတာပြောရတာပါတရုတ်လည်းတိတ်မဆောင်တော့ဘူးဆိုတော့အဆင်ပြေပါမှမသိဘူး ဟောတရုပ်ဆောင်တက်စရာမလိုပါဘူးဗျာ ရှမ်း ဟောတရုပ်ဆောင်တာဆရာသင်ပေးလို့ရပါတယ်အဲ့ဒီအတွက်ဆရာတို့တရက်လောက်အေးဆေးပြန်တွေ့ကြရအောင်ဗျာ ဒါဆိုလို့ရှိရင်ဆရာအားကိုးမယ်နော် အခုလိုက်ပါဗျာဆရာကိုရင်းရဲကြီးတာ
အားကိုလိုက်စမ်းပါလို့ ကြည်စံကိုကျော်စုံမို့အမလေးအိုင်ဒီယာတိတ်ကောင်းလားမမေးနဲ့နော်တကယ်ဖြားနေတဲ့အတိုင်းပဲ ဟုတ်ပါရဲ့ကြည့်ပါဦးတရုပ်ဆောင်ထားလိုက်တာလည်းမပြောတိတ်အိုက်တင်ကောင်းတာပဲတလား ဟုတ်ပါရဲ့ကိုကျော်စိုးမို့ပရိထပါတော့ခန်းထဲမှာတယောက်တည်းကြိတ်ပြီးတော့မြန် ID နေကြည့်နေရကေထထထ အိုက်တင်လောက်ရတာဟုတ်ရပါဘူးဗျာကျွန်တော်တကယ်ဖြားနေရဗျာ ကောင်းပါလေအားတော့ဖြားနေတယ်တဲ့စမ်းကြည့်စမ်းကောင်းပါလေမင်းစမ်းကြည့်ကြတာလို့ နေမဆန်းတော့ငါတို့ဆန်းတာပေါ့ဟဲ့ ငါဖြားဦးစမ်းခိုင်းတာ ငါလည်းအပြောင်းပဲဆန်းတာလေ မလေးဒီမှာအရင်အောင်ပြီးနေပြီဒီမှာဖြားစမ်းနေဆိုဟောရီနှစ်ဖူစမ်းရတယ် ဟောကျေလောက်ပါစားရမယ်ကဲပါပါ ကောင်းပါပါလေ နေတယ် ကောင်းပါလေဦးစစ်တောက်နေရပဲတော့တကယ်ဖြားနေတာဟဲ့ဟုတ်လို့လားဟဲ့ ဟုတ်ပါတယ်ဗျာကျွန်တော်မနေ့ကဒီထဲမှာတနေ့တုံနေလိုက်ရတယ်ဆိုတော့ညဒီမိုးချုံမှာကျွန်တော်ပုံပေါ်တက်လိုက်ရတယ်ဆိုတော့ချားတော့တယ်ပြင်မယ်ထင်တယ်လို့ အောင်ပါလေအဲ့ဒါညီတို့ကြောင့်နော်အာသာတို့တကူကြောင့်များသာရှော်ဝိုင်းလေအဲ့ဒါညီတို့ကြောင့်ဆိုပြီးတော့ပြောခံရအောင်ပါတိလား ပြောခနိုင်မှာပြော အမှုပတ်မယ်လေမပါဘူးဒီကောင်းနေပါလို့ပြောတာ ကနိုင်ပြားနေတယ်လို့ပဲ ဆဆာကကျွန်တော်ပုံယူဆိုင်တယ်နော် စိုက်တာဘောလို့ what like the design ဘုရင်ကျွန်တော်တိုက်ဆိုရင်တိတ်ပြောပါလား အဲ့တော့ဘာမှစိတ်မပူနဲ့နော်ရှင်တည်သွားလို့ရှိရင်ကိုကျော်သူဖုန်းနံပါတ်ကကျမတို့မှာရှိတယ်ရှင့်အတွက်ကိုကျော်သူကောက်ချက်ချင်းဖုန်းဆက်ပြီးတော့လှမ်းခေါ်လိုက်မယ် အစင်သေးဘောဟမ် like ပါဗျာ ခေါ်ပြီးမယ်ပုံစံပြီးတော့ခေါ်မယ် အဲ့ဒီမှာလွယ်တယ် ဘာကြီးတော့နေတာပဲဗျာအနေမရှိငမာမရှိ စုပ်ချင်းရလိုက်တော့ ဆဆာကျွန်တော်အยังချောင်းလာတယ်ဗျာဟိုကိုအပူရှင်ကြီးတော်တော်လာပြီးထင်ပါတယ်ဗျာဆဆာကျွန်တော်ကိုပတ်ထားပေးလို့ရပါဗျာ ကိုကျော်စုံမို့ကလည်းပါမလားမတူပါဘူး ဘောပလီစစ်ကတော့လို့ကောင်းမှာ तू ကလာတာ ဆဆာကိုကျော်စုံမို့ရှင်တိတ်ချမ်းနေတာပဲလား ဟုတ်တယ်ဗျာချမ်းသာပေါ့ဗျာ အဲ့ကောင်မမိမှုသွားယူစမ်း အေးဟောမီးဘာလုံးမလုံးလိုက်ဗျာ ဟောရှင်ချမ်းတယ်လေမိမှုတိုက်ပေးရမှာပေါ့ အဲ့လိုတော့မလုံးရဘူးလေဗျာ မလေးကောင်းမရဲ့မိဘူးတိုက်ပေးစရာမလိုပါဘူးဟဲ့မိမွေးလိုက်မိမွေးလိုက် ငွေမယ်ဘာလုံးလုံးဗျာ ဟောတခါတည်းမိပုံချိုလိုက်ပြီးပြီပေါ့ ဟာအဲ့လိုတော့မလုံးရဘူးဗျာ ဟုတ်ပါရဲ့သူတကယ်ချမ်းနေတာဖြစ်မှာအဲ့တော့ကမကြီး အဲ့တော့ တို့အားလုံးဝိုင်းပြီးဖတ်ပေးထားလိုက်မကောင်းလား ကောင်းနေ ညီပြောတဲ့စီစဉ်ကောင်းတယ်ငါတို့၄ယောက်လုံးသူ့ကိုဝိုင်းပြီးတော့ပြီးအပူပေးလိုက်ရအောင် โอเคဝါသနာပါကြည့်နေပြောရတယ်ပြောရတယ်လုံးရပြောရတယ်ဟဲ့မယုံနဲ့မထားရဘူးဟဲ့ပြောရတယ်ဟဲ့ အမေပေပါပဲဗျာ မိုင်တရိုက်တာကြော်စိုးမို့ကိုမိုင်းဘယ်လိုနေလဲ ဒါကြကျော်စုမှုမိုင်းမြင်တော့ပြောရမယ်ဆိုရင်ဒရိုက်တာကျော်စုမှုကလေအသားဖြူလေးနဲ့ချစ်စရာ မိုင်း ပါလို့ ဟိုင်းရှောက်ပြောနေရလဲညီမလေးမေးတာအဲ့ဒါမဟုတ်ဘူး ဘာလို့အဲ့ဒါ သူ့ရဲ့အချင်းစာရိုက်တာစိတ်တက်လူမှုဆွဆွနေအဲ့ဒါမဟုတ်ဘူး အိုးအဲ့ဒါပြောတာလားဟုတ်ဒရိုက်တာကျော်စုမှုကိုမိုင်းမြင်တော့ပြောရမယ်ဆိုလို့ရှိရင်သူကဒီအသက်အရွယ်လေးနဲ့အခုလိုဒရိုက်တာနေရာမှာသူရနေရဆိုတော့သူ့မှာလေအနုပညာဗီဇအပြည့်အဝရှိတယ်ကွာနောက်တစ်ခုကအနုပညာဗန်တီးမှုစွမ်းအားအရေးချင်းတွေအများကြီးရှိတယ်ပြီးတော့တောင်းပြီးပါမယ်ကွာအော်အခုလောက်တဲ့ယောက်ျားကောင်းပါဘာဆိုဘာမှအပြစ်ပြောစရာမရှိဘူး ဒါဆိုလို့ရှိရင်မိုင်းကသူ့မှာဘာပြစ်မှမရှိဘူးလို့ဆိုလို့ချင်တာပေါ့ ဒါပေါ့အပြစ်မရှိဘူးလေဟေးဒီမလေးနဲ့နော်ဒီနေ့စုံဝင်ရကကောင်းတယ်မ ဘာလို့လဲ ဟေးဘာကောင်းလဲညီမလေးပဲအနုပညာလောကတွေဝင်ကျင်နေဆိုနောက်ပိုင်းကျလို့ရှိရင်ရုပ်ရှင်မင်းကြီးပြပြစ်ချင်ဖြစ်လာမှာနော်ဟုတ် ဟာဟုတ်တယ်နော် ဟွန်း သူနဲ့ဆုံဝင်ရတာလေ
ညီမလေးတို့ညှို့လေးချက်သူထပ်ပြီးတိုးလာတယ်လို့ပဲအမှုပညာလောကရဲဝင်မှုအတွက်တကားပေါက်တစ်ခုတွေးလိုက်ရတယ်လို့ဒါပေါ့အော်ဒါညီမလေးဟိုအဲ့ဒါတာကျော်စိုးမို့ကိုညီမလေးစိတ်ဝင်စားနေတယ်ဟာမကြီးကလည်းအခုမှတွေ့ရဘလို့ဖြစ်လို့စိတ်ဝင်စားမှာလဲဟိုတကယ်လို့လေညီမလေးတို့စိတ်ဝင်စားခဲ့ရဲဆိုလို့ရှင်တော့မှသူ့ရဲ့အမှုပညာပဲစိတ်ဝင်စားမှာကြည့်ပြောရနော်တကယ်ပေါ့တကယ်စိတ်ဝင်စားအောင်နော်ဝင်စားပါဘူးဆိုဟုတ်ဖျားစုဘုံချုပ်ဖို့အခက်နဲ့တေချာအောင်လုပ်မယ်ကြည့်စိတ်ဝင်စားရင်ပြီးရောရှောက်တောင်နေကြပြီကိုဟုတ်ကဲ့ဆရာဒီနေ့ item တင်ပေးမယ်လို့ချိန်ထားလို့တနာဆော့လာပါခင်ဗျာဟုတ်တယ်ဒါနဲ့ဆရာဒီနေ့ဘာ item တင်ပေးမှာလဲဒီနေ့ဆရာတင်မဲ့ item လေးကမင်းသားကမင်းသမီးကိုဖတ်တဲ့အခန်းလေးကိုဆရာတင်ပေးမယ်ဖတ်တဲ့အခန်းကဘာဖြစ်လို့လဲဟာဟုတ်အဖတ်မှာမဟုတ်မင်းသမီးဖြစ်ချင်တော့ဖတ်တော့ခံရမှာပဲလေဖတ်မခံရင်တော့မင်းသမီးမလုံနေတော့လေအိုးအဖက်ခံမှာမဆရာရဲ့တင်လာတင်ပေးပါခနဲ့ဟိုမင်းသားအောင်ဟောမင်းသားကဆရာပဲလေဆရာလေမင်းသားဇလန်စညွန်ဒရိုက်တာမတ်တန်ကလပ်အဲ့ဒါအားလုံးဆရာကြောက်သေးပဲလုပ်တယ်ပေါ့ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်ဆရာအစင်းလေးပါတင်ပေးပါတော့ဒါဆိုလဲဖတ်လိုက်ကြတော့ဟောဆရာမတော်လို့ပါဟိုဆရာတို့တင်လိုက်ကြတာပေါ့လို့အဲ့ဆိုရင်စိတ်နံပါတ်1ဟာနေစပြီးတော့တင်လိုက်မယ်ပေါ့စိတ်နံပါတ်1က love scene လေးလေမင်းသားနဲ့မင်းသမီးနဲ့ကအချိန်တွေအကြာကြီးကိုသူတို့ကခွဲခွာခဲ့ရတာခုချိန်ကြတော့မှဘုန်းယောက်ကပြန်ပြီးတော့တွေ့ကြတဲ့စင်လေးမင်းသားကမင်းသမီးကိုတွေ့လန်းတွေ့တော့ကျင်းကျင်းနာနာရှူရှူရရတင်းတင်းကြက်ကြက်လေးကိုဖတ်ထားလိုက်တော့ပေါ့အဲဆိုဆရာတို့နည်းနည်းစလိုက်ကြအောင်ဟုတ်ကဲ့ပါမင်းသားကတေးလာတယ်မင်းသမီးအားလုံးနေရလဲကွာတေးခဲ့လေကွာအဲ့ဒီချိန်မှာမင်းသားကမင်းသမီးကိုဖတ်လိုက်ပြီလေကွာဘယ်လိုကြည့်နေရလဲကွာရှေ့ကိုတဲတဲကြည့်လေကွာဟုတ်ဖတ်ပြီနော်အားလုံးနေရလဲကွာပြန်ပြီးတော့ဖတ်ထားလိုက်လေကွာမလေးကောင်းလိုက်တာကွာအော်မင်းသမီးတရုပ်ဆောင်တာအရန်ကိုကောင်းပါတယ်လို့ပြောတာပေါ့ဆရာခုနကဟိုတင်စားကိုတင်ပေးတဲ့အကွက်မျိုးလေးအဲ့စမျိုးဟိုမက်ကက်တီလည်းတင်ချင်တယ်ဆရာတင်ပေးပါနော်ဟောကြောက်ရကောတင်ပေးမယ်လေတင်စားဟုတ်ပြီဆရာတင်မယ်နော်ဆရာခုနကဆရာတင်တာကိုတေးချာချာလိုက်ကြည့်ထားရနော်ကြည့်ထားပါတယ်ဆရာကြည့်ထားပါတယ်အဲ့ဆိုစပြေးလိုက်မယ်ဟုတ်ကဲ့ဆရာဒါကြည့်နေနော်မင်းသားကပြေးလာလေဒီနေ့လည်းပြေးပြီဆရာခုနဆရာတင်ထားတာကိုတေးချာချာလေးကြည့်ထားလားမသိဘူးကွာကြည့်ထားပါတယ်ဆရာတကယ်ကြည့်ထားလားတကယ်ကြည့်ထားတယ်ဆရာရှားတယ်မို့ရပါတယ်ဆရာအဲ့ဒါဆိုဆရာတို့နောက်တစ်ဆင်းတင်မယ်လေကွာမဟုတ်ဘူးလေဆရာခုနတင်စားကိုရတယ်ဆိုရတယ်ဆရာရတယ်ဆိုနောက်တစ်ဆင်းဆရာတို့တင်မယ်လေကွာမင်းသမီးအဲ့ဒီလျှောက်သွားနေရလေကွာဒီနားလေးကိုလာလေဆက်တင်မယ်ဆရာအခုတင်မှာရော
ဘာစင်လဲ ဆရာခုတင်မဲ့စင်းလေးကစင်းနံပါတ်1 ဟင်ဆရာခုနစင်းနံပါတ်1ဆိုပြီးတော့တင်ပြီးသွားပြီဆရာ1နဲ့1နဲ့ဟို ခုနကစင်းနံပါတ်1လေကွာ ဟုတ်တယ်လေ ခုကစင်းနံပါတ်1မတူဘူးလေကွာဒီမှာဆရာကိုဆရာခဏခဏလာမလုပ်ပါနဲ့ကွာဆရာလုံးဝမကြိုက်ဘူး အော် ကွာ မလုပ်ပါဘူးဆရာမလုပ်ပါဘူးဟုတ်မတူဘူးပေါ့မတူဘူး မင်းသမီးဒီစင်းလေးမှာမင်းသားနဲ့မင်းသမီးအကြည့်ချင်းစုံတဲ့ခါမှာမင်းသားနဲ့မင်းသမီးကကျင်ကျင်နာနာယူယူရရတင်းတင်းကြက်ကြက်လေး စစ်ဆိုတာ မှားတော့လို့ကွာတင်းတင်းကြက်ကြက်ဖြုတ်တယ်ကျင်ကျင်နာနာယူယူရရလေးကြည့်ကြတဲ့စင်းလေးပေါ့ကွာကဲကြည့်ပြီနော်မင်းသမီးမင်းသားရဲ့ညလုံးကိုပဲဆူဆူဆက်ဆက်လေးနည်းနည်းကြည့်လို့ပေါ့ကျွန်တော်အဲ့လိုဘေကလတ်တွေလောက်အောင်လို့ကွာချာတော့ပြီလေကွာ တင်စားအဲ့ဒါဒီဘက်ကနော်ဒီဘက်ကနော်ဆရာအခုတင်စားကိုတင်လိုက်တဲ့စီနံပါတ်1အဲ့ဒါလေးကိုဘက်ကတီတင်ပြပါလားဆရာ တင်ပေးရအောင်မယ် ဟုတ်ကဲ့ ခုနကဆရာတင်ထားတာကိုတေချာကြည့်ရတယ်မဟုတ်လားကွာ ကြည့်ထားပါလားဆရာ ကြားလား ကြားတယ်ဆရာ ကြားရင်နောက်တစ်ဆင့်တက်မယ်လေ ဆရာမျက်လုံးချင်းရှိရှိရှုံးတဲ့မျက်လုံးတွေနဲ့ယူယူရရ ကြားတယ်ဆို ကြားတယ်ဆရာ ကြားရင်လည်းနောက်တစ်ဆင့်တက်လိုက်မယ်လေကွာ ဘာလဲကြတော့ဒါမျိုးကြီးပဲဟိုင်ဟိုင်ဘာမှမပါဘူးသူချိုးဆုံးရပေါ့ငါကြီးကလက်ဖူးရိုက်ချင်ပါတယ်ဆိုတော့ဒီမလေးကိုပဲရိုက် မိုင်ရက်လေဖာများလဲလို့မိုင်ရလက်စင်းရိုက်ချင်တယ်ဆိုလို့ရှိရင်ညီမလေးကကိုကျော်ဆုံးကိုပြောပေးမှာပေါ့ တော့ပေးလဲဘာထူးလို့လဲတိုင်းမှာမဟုတ်ပါဘူးဒီမလေးကိုပဲရိုက်မာကြီးတာလေလက်စင်းရိုက်လို့ရှင်လေအပြည့်နဲ့ကိုရိုက်ပြမှာအာတိ ဒါဆိုလို့ရှိရင်မိုင်ကကိုကျော်ဆုံးမိုးပေါ်မှာအပြစ်မြင်သွားပြီပေါ့ မြင်လာပေါ့မြင်လာမှလေအကြီးကြီးကိုမြင်လာ ဘာကြီးလဲဘာကြီးလဲ ဩအပြစ်လေအပြစ်အနုပညာအရေးအသွေးကိုပျောင်မြောက်အောင်မပြဘဲနဲ့ဖွန်ကြောင်တက်တဲ့အပြစ်နာဘူးအပြစ်အဲ့အပြစ်ကြီးကိုတွေ့ မိုင်ရဲ့လူတစ်ခါတော့အဲ့လိုကြီးပြောနေတာနဲ့ဒီပါမိုင်ကအခုတရုတ်ဆောင်လုပ်မယ်ဆိုတော့မိုင်ဒီအသက်ရွယ်နေဒီအရက်မောင်းနေလွတ်လို့ပြီးမင်းသမီးဖြစ်နိုင်ပါလေ ဟာသူများပြောတာကိုခံနိုင်တယ်ငါညမပြောတာကိုမခံနိုင်ဘူးကိုညမကိုနှိမ်တယ်ဟလားမညမလေးဟိုးရင်တော့မင်းသမီးတွေလေတင်ပြီးလာမယ်မိုင်းတို့လည်းပဲညပူလေဟောခုခေတ်မှာကြည့်ရောမလားနာအစ်ရီတဲ့ဟိုပြပြမအောင်လို့အာမိုင်းတက်ပူတယ်ဒီမှာရောက်ကြည့်စင်လာတော့မှရသားတဲ့ level တော့မိုင်ကလည်းစတာလားမိုင်လက်စင်းရိုက်ချင်တယ်ဆိုလို့ရှိရင်နောက်တစ်ခါကိုကျော်ဆုံးမနဲ့တွေ့ညီမလေးကလည်းသူ့ကိုပြောပြမယ်နော် တကယ် ကဲပါ ပြောချင်မလို့ကဲပြောရနော် ဟောတကယ်ပါဆို ညာရဘူးလို့ ဟောမညာလား ဘုရားကျူး ညာစီ မကျုပ်ဘူးမိုင်းတော့ပြီလေပြောပါစားပြောလို့လက်စင်းရတော့နေရတော့ပြောလိုက်တော့မလေးဟဲ့ကိုလည်းပွားနေတတရဲနဲ့နော်ဒါပဲလက်တရဲနဲ့ကို ကိုကျော်စွန်းမို့နေမကောင်းနဲ့တူတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာကျွန်တော်နေကောင်းပါလေဗျာ ဘာမှမဖြစ်ဘူးသားဆိုတဲ့ဟိုပုံစံကြီးအောင်နေမကောင်းတဲ့ပုံစံကြီးနဲ့ပါနော် ဟောနေကောင်းပါလေဆိုနေမှာဗျာ ကိုနေမကောင်းရင်ပြောနော်အဲ့ရမီဝိုင်းတော့လက်ကားကုပေးမှ ဟောဘလို့ခုပေးအောင်ပါလေဗျာ ကိုဆို
ကိုစိုးဆိုရင်လေမိစုကမှုတ်ပေးမှာ ပါကိုပြောတာလေဗျာ ကိုစိုးအဲ့နေမှာဆိုလို့လေပါဇက်ကလေးနဲ့လေလေးနဲ့ဟိုအဲ့လိုမှုတ်ပေးမှာလို့ အဲ့လိုဆိုရင်ဟာမြို့တော့လည်းလေကိုလေခုပေးအောင်ပါ ပါကိုပြောတာလေ အမဟုတ်လေညောင်းလို့ရှိရင်လို့ကိုပေါင်းလေးတွေပေးမယ် ဖြစ်သေးနေလိုက်တော့ မိချက်ကလေးလေးကိုစိုးဆွဲပေးပါ ပါကိုဆွမ်းမှာလေဗျာ မဟုတ်လို့စကြောတွေပါတက်နေလို့ရှိရင်စက်ကိုဆွဲပေးမယ်လို့ပြော ရပါတယ်နော် ရပါတယ်ဆိုတာပါလေကိုစိုးကအခုမခံချင်လို့လားလောက်ပါအခုပြီးပါမယ် ဟောကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာရပါတယ်ကျေးဇူးတင်ပါတယ် အဲ့လိုကြီးတော့တင်းတင်းငါးကြီးတော့မပြောနဲ့လေကိုစိုးကလည်းဘာလဲကူပေးရဘူးလားမရဘူးနော်ကူပေးမှာပဲကူပေးမှာပဲ ဟုတ်ဘယ်လိုကူပေးကြအောင် ဘလို့ကူပေးရမှာတော့မိဝဲမီးဘူးယူလိုက်စမ်းမီးစု မလုပ်ကြအောင်ပါလေနော် မီးပို့လိုက်စမ်း မလုပ်ကြအောင်ပါလေ ကူပေးမယ်လေဒါလည်းညွှန်းညင်းနာလား ရပါတယ်လို့ပြောနေတယ် မရဘူးကူပေးမှာကူပေးမှာ အဲ့ဒါဆိုကျွန်တော်ကိုခဏလောက်ထူကြပါလားဗျာ ကူပေးမယ်ကူပေးမယ်ပေးမယ်ဒီလိုလေးကျန်တယ် တော့ဒါလေးခဏလောက်ကိုင်းထားပေးလို့ရမှာ ရပါတော့တိုင်းမို့ အားလုံးကိုကျွန်တော်ပြောအောင်မယ်ဗျာ ပြောပါတဲ့ ကျွန်တော်ပြေးပြီလို့ အဲ့ဒါမှပြေးသွားပြီဟာပြေးလာတော့ကောင်းပါရဲ့မင်းကလည်းလိုက်စ ပြောကြရှိရဆိုစာအုပ်ကိုဖတ်လို့နေ ဟောလေသာသာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရင်ထဲမှာပြောစရာစကားတွေကအများကြီးပဲရှိတယ်သာသာရဲ့ကိုပြောမယ့်စကားတွေကိုဟောရဖွင့်မယ်ကြီးကိုသက်သေပြီးတော့ကိုပြောမယ်ပေါ့ဟိုလေဒီချောင်းသားကိုရောက်နေတော့သစအောင်မြင်ပြီးတော့ပုတ်စိတ်တွေတောက်လဲသွားတယ်ပေါ့ကိုမနဲ့အိယာခါလဲသာသာရမယ်အိယာဝင်လဲစစားရှူရှူပေါင်လဲသာသာပဲကျဆုံးမှုဘာလို့ဆောက်ပါလဲ စားလိုက်လေကျော်စုမှုလို့ပါပဲကျော်စုမှုနဲ့တွေ့ပြီးနောက်ပိုင်းလေပြင်လေရီကိုစားတော့တော့လဲငံနေတယ်ပြီးတော့လေအုံးရီကိုတောက်တော့လဲရမ်းကိုချုံနေတယ်ဒီပောက်တော့လေအာဒီဘက်က ဟောတော်တော်ရဲ့ဘာများပြောင်းလဲလို့လဲကွာအမှမပြောင်းလဲတဲ့ဟာကိုဟောတကယ်တမ်းပြောင်းလဲတာကကိုပါကွာကိုလေအစားကိုသိချစ်တယ်ကွာ ကိုကျော်စုမှုနော်သွား ထုတ်ကြမလို့နေရလဲဗျာဟာကိုတက်နေရလားကွာဟမ် ကိုကျော်စုမှုဟိုသွားရင်သွားတော့လေဟိုခဏလေးကြာရင်ဟိုကောင်မတွေရောက်လာတော့မှာအဲ့ခါကျရင်ကိုကျော်စုမှုအဲ့ကောင်မတွေကဝမ်းကြည့်တာကိုစာလုံးမခံနိုင်ဘူးကိုကျော်စုမှုပြန်တော့နော် အော်ဘာသာကမကြောက်ဆုံးမတခြားလူတွေကြီးမှမခံနိုင်ဘူးဆိုတော့မကြောက်ဆုံးလိုက်တော့မယ်နော်နောက်မှမရတဲ့အဲ့ဒီစစ်စစ်စာအမြဲတယောက်တည်းပဲဥစား ဟုတ်လို့လားဒီနေရာကိုဘာလာလောက်တာလဲပြောပါအောင်ဟာလဲချစ်သူနဲ့ချင်းကြတယ် ဟိုဥစားမှချစ်သူမရှိပါဘူးကဲဒီညီမနှစ်ယောက်ကရောဒီနေရာကိုဘာလို့တာလဲပြော အမလေးကျမတို့ကရိုးရိုးပါနော်ဒီမှာတင်စားရပေါ့ကြောက်ဆောင်နေပေါ်တယ်တဲ့ဒီဘက်ကိုသွားကြည့်အောင်ဆိုလိုက်ပို့တာစစား ရှင် စစားရဲ့မျက်နှာလေးရဲ့စစားရဲ့အရက်အမောင်းလေးရဲ့ခန္ဓာကိုယ်လေးရဲ့သိချိုးကြတာပဲမင်းသမီးလောက်ပါလား ဩ
နော် စားတင်စားလို့လှထပေါက်တာလေးမှမဟုတ်လားဘယ်လိုလုပ်ပြီးတော့မင်းသမီးဖြစ်နိုင်မှာ တောင်းနေပြန်ပါပြီအော်စစပြောရမယ်တိကတထိုက်တာကျုံစုမှုနေအခုချောင်းအောင်ရောက်နေတယ် ဟုတ်တယ်ဟုတ်တယ် ငါနဲ့တော့တော်တော်ခင်သွားပြီ ဟဲ့ဒါကြိုးစုံမို့နဲ့ခင်သွားပြီတင်စားရဲ့ရန်အောင်ကန်ကောင်းတာပဲမအဲ့ဒါကြိုးစုံမို့လေရန်အောင်တော်တော်နော်သူတင်ပေးလိုက်တဲ့မင်းသမီးတွေမှလေအများကြီးပဲမင်းသမီးပေါက်စားလေးတွေဆိုလို့ရှိရင်လေသူ့လက်ကနေလွတ်တာတရားမှမရှိဘူးတင်စားကြိုးစားနော်ဒီမှာခွေရေးဆိုတာနှစ်ခါမရဘူးကြိုးစား စူးစမ်းမယ် ဒီနေ့ရောငါစင်းနေထက်ပြီးတက်ပြီးမှလည်း ဒီနေ့တင်မဲ့ဆင်းအောင်ဆင်းနံပါတ်1 စင်းနံပါတ်1ရမပြီးသေးဘူးလားဆရာ ဆင်းနံပါတ်1ကဒီဇလန်မှာရန်ကိုရေးကြည့်တယ်လေကွာဇာတ်ဇာတ်မှာဥပနိကအရန်ကိုရေးကြည့်တယ်ပါဥပနိမှာပရိသတ်ဆင်းဝင်သွားမှာနောက်ပိုင်းမှာဇက်ပြီးတော့ကြည့်မှာပေါ့ ဒါဆိုလို့ရှိရင်လက်စင်းကိုထပ်ပြီးရှားရအောင်ပါနော် လက်ဆင်းဆိုတာရန်ကိုလွယ်ကူရဲ့စိတ်မဲ့လေကွာဘေးစင်လို့လဲသူကပြောလို့ရှာတယ် ဒါဆိုလို့ရှိရင်လက်စင်းရိုက်ပြီးသွားရင်ရောဆရာဘာစင်းနေထက်ပြီးတက်ပြီးမှလည်း လက်ဆင်းပြီးမှတော့အိတ်ဆင်းမောကွာ ရှမ်း ဆင်းနံပါတ်အိတ်လို့ပြောတာပေါ့ ဟိုလေအဲ့ဟိုစင်းနံပါတ်1ကိုပဲကြော်ပြီးတင်ပေးလို့မရဘူးလားဆရာ ဆင်းအိတ်ဆိုတော့လဲဆင်းအိတ်ပေါ့ကွာ ဟိုအဲ့စင်း1ကတော့ဘယ်လိုခံနေလဲဆရာ ဆင်းအိတ်မှာမင်းသားကိုမင်းသမီးကကျင်းကျင်းနာနာဖြူဖြူရရကျင်းကျင်းကြက်ကြက်လေးအားရပါရပြေးပြီးတော့ဖတ်တဲ့ခန်းလေးပေါ့ကွာ ဖတ်ရအောင်ပါ ဖတ်ချင်မင်းသမီးမလုံးနဲ့ကွာ အော်မဟုတ်ပါဘူးဆရာကျမမင်းသမီးဖြစ်မယ်ဆိုရင်လည်းဖတ်ပါမယ်ဆရာ ဖတ်မယ်ဆိုရင်တော့ဆင်းအိတ်စာမယ်ချိန်ထားတဲ့နေရာကိုမင်းသားကရောက်နေပြီလေကွာမင်းသမီးလာလို့ရပြီလေကွာမင်းသမီးလာတော့လေကွာဘာလုပ်နေရလဲကွာဒီမှာစောင့်နေရချာမှာနေပြီကွာရောက်ပြီဆိုရင်လည်းဖတ်လိုက်တော့လေကွာဒုက္ခပါပဲဗျာဖတ်ပါဆိုမှဘာကိုလာပြီးကိုင်းနေတယ်ကလေးချိုးနေတယ်လို့ပါပဲဗျာဒီဖတ်တော့လေကျင်ကျင်နာနာယူယူရရလေးဖတ်ရမယ်လို့ဆရာပြောထားတယ်ကွာ ဆရာကိုအားနာ နုပညာဆိုတာအားနာစရာမဟုတ်တော့ကွာလူရဲကိုင်ရဲမှာသမီးမင်းသမီးဖြစ်မှာဖတ်တော့လေကွာ ဟုတ် 我妈记得，查查嘛，我记得，要家路有的，阿什么呢？打压你的，记得吗？记得，ဟုတ်တယ်တော့မလုံးအောင်ငါလုံးအောင် 我中人嘞，你嘞？သူ့ငါလုံးချင်လို့ထုတ်ချင်လို့ဒါကိုပြောနေတာ ကောင်းလိုက်တာဗျာမူရန်ကောင်းတယ်လို့ပြောတာမီရန်တော့တယ် အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပုံကြီးကဝတို့သွားပြောအောင်မပြောလို့မဖြစ်ဘူး 哎，好的，来来来来， ကောင်မတူလုံးအောင်လို့ 哦，还有没有把你？哎， လုံးအောင် ကောင်းပါလေညီတို့ပြောတာရှိရဆိုဘာပြောမှလည်းပြော 嘿，表妹说了的，声音线啊，喏，声音线啊嘛。 ဟာညီကဘာစင်းကိုရှင်းဦးမလဲဒီမှာနော်အညတွေကလေလုံးကြီးတွေရောတောင်းကြီးတွေရောအကုန်ရှင်းပြီးပြီ မလေးကောင်မနေကိုဖဲကျွေးပြောနေတာမဟုတ်ဘူးဖဲကျွေးပြောနေတာမဟုတ်ဘူးနေယောက်ျားလူဝတ်ပြီးတော့နင်းအစစ်မနဲ့တာယာနေတာကိုပြောချင် ဟ
ကဘာကိုပြောနေရလဲအဲ့ဒါတော့မသိဘူး မလဲဒါရိုက်တာကြီးရဲ့ရှင်ကလေတိတ်တရုပ်ဆောင်ကောင်းတော့ပဲတက်လားဒီမှာရှင်နဲ့လေဟိုအစ်စ်မနဲ့ตาရနေတော့ကျမတို့လည်းကဟဲ့အလုံးနေမြင်ခဲ့တာကဲဘာညင်ညင်သေးလဲပြော အဲ့ဒါဆိုလဲငါမင်းတော့ပါဘူးကွာ မင်းတော့မင်းတို့ကွာတယ်ပါနေပြောနေတာမလေးတက်နာတယ် ခမောင်းကြောင်ကောင်းတာလို့ဆိုတော့နင်ကခံနေပေါ့ဟမ်ဝင်းခံနေပေါ့လို့အဲ့ဒါပြောတာဒါဆိုရင်နင်နဲ့အစ်စ်မနဲ့ကတကယ်ကြိုက်နေကြတော့ ဟုတ်တယ်ငါတင်စားကိုမြင်မြင်ချင်းကိုအရင်ကဆွဲလန်းသွားတယ် ကြည်တယ်သိတာငါတို့အားလုံးပေါ်နဲ့သစ္စာပေါက်တယ်သစ္စာပေါက်ပါဟမ်မင်းကလေတကယ်တော့ပငယ်လေးလဲဝုန်းတယ်မင်းကအစ်စ်မတွေလဲလုံးတယ်မင်းကတူဝေးကောင်းပါ အောင်မဘာတူဝေးလေနော်ငါဝမ်းဝေးမှာငါဖြူးနေအောင်မောင်းတာဒီမှာငါဘွားမှာလေဒီအချိန်ဒီဘယ်တငယ်မှလည်းငါမဝုန်းခဲ့ဘူးနော်ငါဘွားမှာငါတင်တာတယောက်တည်းကိုပဲငါဝုန်းနေတာငါချစ်ချင်တာတော့ ရှင်းပြော ဟဲ့ဇာဇာအဲ့ဒီကိစ္စဘလူကနေပြီးတော့အတီလောက်ထိဖြစ်သွားလဲဆိုတာရှင်းစမ်းပါဦး အဲ့တော့ငါလည်းပြောတတ်ပါဘူးကွာငါတင်စားကိုစတွေ့လေကငါစိတ်တွေအားလုံးမယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွားတယ်ကွာအဲ့ဒါကြောင့်ဒီလိုပုံစံကြီးနဲ့ဆိုရင်တော့တင်စားရဲ့နောက်ကိုငါချင်းလို့မတွေ့ဘူးလေအဲ့ကြောင့်ယောက်ျားပုံစံပြောင်းပြီးတော့ငါတင်စားရဲ့ချစ်ကိုရောက်ဖို့ငါကြိုးစား မလဲဟုတ်ပါပြီကဲအဲ့ဆိုရင်လေဒီကိစ္စဒီဝယ်စားရဘာကိစ္စဆက်ဝယ်ထားတာ နင်တို့အားလုံးကငါရဲ့တငယ်ချင်းတွေပဲဆိုရဲသိနေငါနင်တို့တွေနဲ့လိုက်ထိုင်ငါနေပြီးခဲ့တာခုတော့လည်းမထူးပါဘူးနင်တို့အားလုံးလည်းသိသွားပြီဆိုတော့ငါလည်းဒီလိုစောင့်ဝယ်စရာမလိုတော့ဘူးဒီနေ့ဝယ်တာနောက်ဆုံးပဲ မလေးမိသားရေကန်ထူးလို့ကန်နူးပြစ်တော်များနေမို့လို့စွန့်လို့ရတယ် ဟုတ်ပါသိတာတကယ်တော့ငါတို့မင်းမချဘွားဆိုတာပိန်းတရားမကတန်နေဟဲ့သိတာရဲ့မှတ်ထား တော်စမ်းပါတကယ်တမ်းကျတော့လေအားလုံးကကိုယ်ခံယူခြင်းနဲ့ကိုယ်ကြီးပဲနော်နင်တို့ကိုလည်းပြောင်းလဲဖို့မပြောင်းလဲဖို့ငါဘာမှမဝေဖန်ခြင်းဘူးအေးတကယ်တမ်းကျတော့ငါတို့အားလုံးကယောက်ျားတွေကြီးပဲနော်ဒီမှာအမှန်တရားကိုပကံပြားနဲ့ဖုံးထားလို့မရဘူးနော် အမလေးမိသားရဲ့ပကံများနဲ့အုပ်လို့မရရင်ကျမတို့သလုံးနဲ့အုပ်ပဲရှာချင်ကြားချင်ကြောင်မကြားချင်နဲ့ကျမတို့ကတော့အပြားပဲ ကဲဇာဇာအဲ့ကိစ္စထားလိုက်တော့ကုကျော်စိုးမှုကနင့်ကိုဇာဇာအဖြစ်နဲ့တန်တန်တတဆွဲလန်းနေတဲ့ကိစ္စကိုအဲ့ကိစ္စဘယ်လိုရှင်းလဲ ပြောဩဒါကတော့ဟာလွယ်လေးနော်ဒီမှာဇာဇာလင်းနောက်လိုက်သွားပြီလို့ပြောလိုက်ပြီးတော့အေးစေးပဲလား ပြင်းလေ အောင်မလေးလက်လိုက်တာဗျာ မလန့်ပါနဲ့ကုကျော်စိုးမှုရေဟောဒါနဲ့ကုကျော်စိုးမှုဟာလောက်ခိုင်နေတာလေ ဘာထိုင်လောက်နေတာလေ ငါလောက်တာပဲစိတ်ဝင်စားလို့ ကောင်းပါလေ ဘာလာလို့ကြပြန်ပြီလေဗျာ ဒီလိုကိုကြိုးစုံမွေးရဲ့ကျမလေရှင်ကိုစိတ်မကောင်းကြတဲ့တခုပြောချင်လို့ပါ ဟုတ်စိတ်မကောင်းစရာလားဗျာ ဟုတ်တယ်ဟိုဒါနဲ့ကုကျော်စုမှုနေရောကောင်းရဲ့လားနေရောကောင်းရဲ့လား ကျွန်တော်နေကောင်းပါလေဗျာကျွန်တော်ဘာမှမဖြစ်ပါဘူးဗျာဘာမှမဖြစ်ပါဘူး ကျော်စုံမှုစိတ်ကောခိုင်းရလား စိတ်ထိုင်ပါတယ်ဗျာ ဟုတ်ဒါဆိုရင်ကုကျော်စုမှုနှလုံးကိုခံရလား ဘာကိုပြောတာပဲဗျာ ဟုတ်ဒီနှလုံးကိုပြောတာဒီနှလုံးခံရအောင် ဟုတ်ထိုင်ပါတယ်နော်ဟုတ်ပြောမှသာပြောပါဗျာဟုတ် ဟိုဒီလိုကိုကြိုးစုံမွေးရဲ့မနေ့ကလေကျမတို့အဲ့ရနိုးနိုးချင်းရှူးပေါက်တယ်တလား ဟောဘာဒီကုန်းနေရတော့ ဒီတမောင်လေအဲ့လိုရှူးပေါက်ပြီးတော့ကျမတို့၄ယောက်လုံးတောင်မျိုးထွက်ပြီးလေခံရင်းနဲ့ မလေး ဟုတ်ရောဗျာ နေနေခံနေ ဟဲ့ငါလည်းတခါလေလေအဲ့ဒါစိတ်ဆွဲအောင်မှာပေါ့ဟဲ့ဒီတော့က ဘာ လေ ရလဲခံဖို့တော့စဉ်းစားနေတယ် အဲ့လင်းချင်းခံတယ်တလား ဟုတ် လင်းချင်းခံပြီးတော့ကျမတို့ဘန်ဂလိုပြန်လာမှာစားစားမရှိတော့ဘူး ရာဟုတ် ရှယ်လေးပါလေပြလိုက်ပါ အဲ့ဒါတော့မဘလို့ဆို ဟုတ်ဟုတ်မရှိတော့ဗျာ ဟုတ်တယ်မရှိတော့ ဘယ်ရောက်သွားလို့လဲဗျာ စကားလေးစကားကျမတို့တက်စားဖောက်သွားတာအခုယောက်ျား2ယောက်နဲ့လိုက်ပြေးသွားပြီဒီတော့ တော့တယောက်ထင်းနဲ့မုံလားဗျာ 2ယောက်ပေါ့ဘူး2ယောက် နှစ်ယောက်ဆိုရင်တော့ဝဲပါပြီညာ ဟုတ်တယ်ဒီကောင်မကွမ်းမှသိကြတယ်ဘာဖြစ်လို့လဲဆိုတော့သူအခုလိုက်သွားတဲ့နေရာကမြန်မာ national လေးကနီဂရိုတွေလေ ဟုတ်
များပါရီတော့ပြောနေရတယ်ဗျာဝဲပါပြီဆိုတော့ကျွန်တော်အသေးအိတ်ဝဲပါပြီလို့ပြောတာဗျာ လေကျမလည်းအဲ့လိုသူလိုက်သွားတဲ့ရှင်သက်တကွန်းနေပြီဒါကိုပြောတာပါနော်ပြောတာဒီတွေးနေမလီ yes လိုက်တာစာလေးရင်အထာပေးပြီးဝါတင်းလို့သွားတယ်ခုလောက်ဆိုရင်စာတေးဖြစ်နေတော့ပြီကွာ အမလေးကိုစောကျူးမှုရဲ့ တော့မောပါဗျာ ကိုရဲ့ကာယံနေလေကိုလေတပြားလေးရောသွားစင်တုံးနဲ့ကိုစောဆုံးမှုရဲ့ဟာဇာတိမရှိပြီမဲဒီမှာလေမိတော့တွေ့ရှိတယ်လေဟိုတွင်းဝမ်းဆိုတော့ဒီမှာကြည့်လိုက်ပါဦးကိုတို့ဖုန်းဝမ်းရှိတယ် ဟုတ်တယ်ဘာမှအားမငန်နဲ့အကုန်လုံးဝိုင်းပြီးစုပေးမှာ ဒီမှာဗျာခင်ဗျားတို့တခါတည်းပြောလိုက်မယ်ဗျာတော့သာမရှိတော့ဘူးဆိုတော့ခင်ဗျားတို့အားလုံးကိုပတ်သက်စရာလည်းအကြောင်းမရှိတော့ဘူးဗျာ ကြည့်စမ်း အစတော့ကတော့တော့သာကြောက်အောင်ပြန်ချစ်မလားဆိုပြီးတော့ခင်ဗျားတို့ကိုလိုက်တဲ့နေပေးခဲ့တာဗျာအခုတော့တော့သာမရှိတော့ဘူးဆိုတော့ခင်ဗျားတို့အားလုံးတော့လိုက်ကြတော့ဗျာ ကျစတဲ့လိုက်တာကိုကြောက်ဆုံးမှုရဲ့ရှင်းပစကားပြောထွက်မလီဇာဇာမရှိတော့တဲ့လူတွေကိုကြီးတဲ့စကားတွေပြောလိုက်တာရက်ဆက်လိုက်တာကိုကြောက်ဆုံးမှုရဲ့ရပါကိစ္စမရှိပါဘူးကျမတို့မတော်ခင်ရှင်းစကားတစ်ခုလောက်တော့ပြောခဲ့မယ် ဘာပြောမလို့လဲဗျာ ဒါပဲဒီမှာရှင်းအောင်လေကျမအသေးလေးကနာလို့စကားတစ်ခုပြောမယ် ဒီမှာကိုကြောက်ဆုံးမို့ဟမ်မိချက်ကရှင်းကိုတောင်ဆုံးစကားတစ်လုံးလက်ဆောင်ပါခဲ့မယ်ကျမလည်းပြောခဲ့အောင်ပဲ ဖဲလိုက်ကြတာများဗျာဖဲနီကိုဆုံးသွားတာပဲဗျာ ဒီမလေးရှင်အမလေးဘာနဲ့တွေ့ပြုံးနေရပဲဟမ် ဘာလို့မပေါ့ဒီလိုပဲရှောက်တွေးပြီးတော့ အော်ဟလားရှောက်သွေးနေတာအဲ့ဒီရှောက်သွေးနေတဲ့အထက်မှာလေဟိုဒိုင်တာကျော်ဆုံးမှုမှပါမပါရဲ့ ဘာမှရလဲဘာရှောက်ကောင်းနေတာလဲ ဒါလေမရကြည့်လိုက်ဟာတော့ရပိုးစားနေတော့ အချိုးကြိုက်တာဝိုးဒီမှာနောက်တော့တော့တော်တော်အောင်ဆိုတော့အော်ဘာလဲရှောက်ပြောနေတာလေဟိုဒီမှာအန်တိုးလေဒါကိုပြောတာ မသိပါဘူးမိုင်းရသွားကြည့်ခိုင်းတော့သွားပိုးစားနေတယ် တော်ပါမလေးမိုင်းရလူလောကတွေကိုအရင်ရောက်တာပါ မိုင်းကလောကတွေကိုရေလျှောက်တယ်ဆိုတော့မိုင်းရဒီမလေးထည့်ရင်ဒီလောကကြီးကထွက်သွားမယ်ဆို ဘာလို့မလေးမိုင်းရသေးပြီးမမင်းနဲ့အော်ဒီကျစဉ်းစားလာတယ်အမလေးဒီမှာပြလေကိုမကိုရင်တတ်တယ်ဟလားသိစချင်းနေလားဟလားသိစချင်းနေလား နတ်တာ မိရင်ထဲမှာဘာတွေရှိတယ်ဆိုတာမိုင်းရကြိုသိတယ်ဒါကိုပြောတာဟွန်းပြောလိုက်ချင်ကဲနေပါဦးဘာကြီးကိုရှင်းရှင်းလင်းလင်းပြောလိုက်စမ်းပါဒါလိုက်တာကြော်စိုးမို့စိတ်မစားနိုင်မှလား အာမိုင်းရလဲ ဟုတ်ဘူးလားငါရိုက်လိုက်ရထင်ပါလေဟွန်းတနေ့လက်စင်းနေဒီလောက်ရိုက်နေမှာတော့တယောက်နဲ့တယောက်တန်ရုံးစိမရှိဘဲနဲ့နေပါမလားလို့ရင်မခုံမဲနေပါမလားလို့ဟွန်းသူတို့တွေကျိုးချင်းထားတော့ကျိုးချင်းညိအိုးချင်းထားတော့အိုးချင်းထိကြပြီပေါ့လေမိုင်းခါဖြစ်နေရလေအိုးဟုတ်ပါဘူးဒီတိုင်းတာကြောစိုးမို့ချင်းနဲ့သူ့ရဲ့ item လေးတွေကိုမျက်လုံးထဲမှာမြင်အောင်နေတာပါကဲနေပါဦးမနေ့ပြန်အောင်ချိန်နောက်သေးတယ်မလား ဒါနဲ့လေထိုင်လာကြောက်ဆုံးကမိုင်းကိုတိတ်ချမှာလိုက်တယ်တိလား ဘယ်လိုမိုင်းတို့သူကမှာလိုက်တယ်ဘာမှာလိုက်လဲ ဟိုမနေ့က item တွေလို့ရှိရင်တဲ့မိုင်းကိုလိုက်မလာပါနဲ့တဲ့ ပြောလိုက်တာခွေးသူကအလိုပဲမှာ
ဘာငါ့ကိုလိုက်မလားနဲ့ကြည်စမ်းသူကရှင်းစိမ့်နဲ့မိတ်တလင်လုံးမှာတော့ငါကလည်းသူကျမကိုကျန်တော့မှာပေါ့ကွာဒီနေ့တော့ဘာဆုံးတယ်လဲ ဒီနေ့ဆရာစက်သိန်းလေးကိုတင်ပေးမယ်လေ ဆရာလည်းဘာမှမတင်ရသေးဘူးဆက်စာတိန်တော့မှာ စက်သိန်းဆိုတာဆက်မှာရေးကြည့်ဆုံးစင်ပဲကွယ်စက်သိန်းကောင်းမှာပြိတ္တကအဲ့ဒီစလန်လေးကိုဆွဲလန်းသွားမလဲ ဆရာဟိုဖက်တော့ဖက်ရအောင် စက်သိန်းမှာတော့ဖတ်ဆရာမလိုတော့ပါဘူးကွာကောင်းလေးကိုငိမ့်ပေးလိုက်ရုံ ခေါင်းလေးရုံပဲလားဆရာ ကောင်းနေတယ်ဆိုပေမဲ့အဲ့ဒီဟောဒီကောင်းလေးညင်းနေတာတွေကအရန်ကိုရေးကြည့်တယ်ကွယ်ပြင်မာတိုင်းတစ်ထက်ထက်ကြောင်းလို့ညင်းရမှာမင်းသမီးစင်နေဖြစ်ပြီလား ဟုတ်ဖြစ်ပါရဲ့ဆရာ ခင်ရှာတင်နေမယ်မတက်ရလိုက်ဆရာဒီသားကိုရန်ကိုချစ်တယ်ပေါ့အဲ့ဒီရှင်ဆိုတော့လေဆရာရန်ကိုချစ်တယ်ကိုလည်းချစ်တယ်ပေါ့ ဆရာလည်းဘာပြောနေရလဲဒီမှာအနေရခက်လား နေရာခန့်နေလဲဆရာတော့တင်သားကိုချစ်တယ်ပေါ့ ဆရာတင်တော့ idea သင်ပေးနေရတာတကယ်ပြောနေရ ဆရာတင်သားကိုတကယ်ပြောနေရပါဘူးအဲ့ဒါကြောင့်ကောင်းမြင်တဲ့ idea အရင်ကိုရင်ကြည့်တယ်လို့ဆရာတင်သားကိုပြောနေရပါဘူး ဆရာညာကြီး ဆရာညာပါဘူးပေါ့တင်သားဆရာကိုချစ်တယ်ဆိုရင်ကောင်းလေးညှိပြပါတော့ပါဟာဆရာရန်ကိုဝမ်းတာဝါပြီကွာဟိုဆရာhappyနော်ကောင်းလိုက်တာပေါ့ ဆရာဘာပြောတာလဲ အောင်တင်တာကရန်ကိုချစ်ဖို့ကောင်းတယ်လို့ပြောတာပေါ့ကွာခုမှတော့ရှက်မနေပါနဲ့တော့ကွာနော်အော်အောက်မှာရှိနေတာမင်းအမေလင်မဟုတ်ဘူးကွာဘာသွားချပြီလားအဲ့ကျုပ်သမီးညာနေအောင်လေကြာကျုပ်သမီးညာအဲ့လိုနေအောင်ကြာ
ပင်လေကြီးကိုပြန်တော့မှာမဟုတ်လာနှုတ်ဆက်တာဗျာအချစ်မရှိတဲ့ဘဝမှာကျွန်တော်မနေရင်တော့ပါဘူးဗျာဟော်ရီယာပင်လေကြီးဟာသစ္စာရှိသလောက်အချစ်ကကျွန်တော်ပေါ်သစ္စာမရှိဘူးဗျာ ဒီမှာရှင်းရမလို့လဲ ကျွန်တော်က writer ကျော်စုံမို့လေ ဟာကြောက်စုံမို့ဘာကြောက်စုံမို့လဲဘာဒရိုက်တာကြောက်စုံမို့လဲဟာရှင်းကိုရှင်းလဲလာရအောင်မေးဟာလားမရအောင်နော်မရအောင် writer ကျော်စုံမို့ပါဗျာဘာဖြစ်လို့လဲဗျာ ဘာဖြစ်ရမှာလဲဒရိုက်တာကျော်စိုးမို့ဆိုတာကျမရဲ့ချစ်သူပြောပြလိုက်စမ်းရှင်တော့အယောင်ဆောင်မှုနဲ့ထိုင်းနေနေတာပြောပြောနေကြပါညီမလေးကမပြေးနဲ့ရက်ဆက်တယ်ရက်စကပွားမယ် လောက်ကြပါအောင်ဗျာကဲကြပါအောင်ဗျာဟော်ရီယာကဲကြပါအောင်လို့ မကဲနိုင်ဘူးမကဲနိုင်ဘူးကိုအတော်လေးထားပါဦး ဘာမှမလုပ်နဲ့တလေးရ မရှိဘူးရက်စကပွားမယ်မပြေးနဲ့ညီမလေးလားညီမလေးလား ဒုက္ခပါပဲကွာ ဘယ်သွားမလို့လဲမောင်လေး ရှင်မမြင်ဘူးရဲ့သေချာကြည့်တာဒါမှဒရိုက်တာကျော်စိုးမို့စစ်ကျမစစ်သူတွေ့လား ဒုက္ခပါရကုန်ပါပြီကွာ ဟုတ်တော့ပြောတယ် ဘာပါဘူးဟုတ် မြင်ပြီလား မင်းကဘာကောင်လဲကွာဟမ် နင်အောင်ဘာအောင်လဲကွာ ငါက writer ကျော်စုံမို့လေကွာ ငါလည်းရိုက်တာကြောင်းသုံးမှုပဲလေကွာ မင်းကအတူလေကွာ ငါကစဲကွာမင်းမအတူပါကွာ လောက်ကြပါအောင်ဗျာထောင်းသားမှာကျော်စုံမို့နေရောက်လာတွေ့နေပြီဗျာလောက်ကြပါအောင်ဗျာမင်းက writer ကျော်စုံမို့ဖြစ်ကြောင်းမင်းဘာသက်သေပြနိုင်လဲကွာ နင်ကဘာကိုကြည့်ကြလို့လဲကွာ မင်းတွေ့ရခင်လေးပြပါလားကွာ ဘာလို့ပြောနေကြတာလဲ အခုမှတတိရတယ်ဗျာကျွန်တော် writer ကျော်စုံမို့ဖြစ်ကြောင်းကိုဥက္ကဋ္ဌလူမင်းကိုယ်တိုင်ထုတ်ပေးထားတဲ့စီယုံဝင်ကက်ရှိတယ်ဗျာစီယုံကက်လေးပေါ့ ဟုတ်တော့ဆိုရှင်ရှင်ကဒရိုက်တာကျော်စိုးမို့အစ်စ်ပေါ့ ဘယ်ထုတ်တာပေါ့ဗျာ စဉ်းစားရေးစဉ်းစား ဘာလဲဒရိုက်တာကျော်စိုးမို့အစ်စ်ပေါ့ဟာလား ထုတ်တာပေါ့ဗျာ အော်မောင်လေးတွေ့ရတော့ငါတော့ပါလေသွေးမမတောင်းမှပါလေမောင်လေးရဲ့နော်တောင်းမှပါလေမမကိုခွလို့ပါနော် ရပါတယ်မမရဲ့ရပါ တူလေတူညာတင်းစား စဉ်းစားရေးစဉ်းစား အဲ့ကောင်နေအောင်ကွာမင်းနဲ့ငါနဲ့စိတ်ရှင်းလို့ရှိသေးတယ်ကွာမင်းကအရန်ဒေါသထွက်နေလို့ကွာနော် တော့မင်းကပါများလို့ချင်လို့လဲကွာ မင်းကအချိန်နဲ့ဘူးကွာ အကျေနဲ့ရင်မင်းကဘာဖြစ်ချင်လို့လဲလို့လာတန်းကွာမင်း မင်းကငါ့ကိုစိတ်ပေါ်လာလားကွာ စိတ်ခေါ်တယ်ကွာဒီဘာဖြစ်ချင်လဲငါ့ကိုပုံလေးလေးပြောလိုက်စမ်းပါကွာ မင်းကဟုတ်ပြင်းနေကွာ ခုချိန်ကြီးလေနေရာကိုပြသိပါလားကွာအဲ့တော့ငါရင်ထိုးလိုက်မယ်မပလာကွာ နာမိုက်တော့ကွာ ကဲရှင်ပါညင်းညင်သေးလေ ကျွန်တော်တောင်းမှမှာဗျာ တော့ပါတော့အဲ့တိုင်နဲ့ပြောနေတယ် ဟိုသားပဲကျွန်တော်ရောင်သွားလို့ပါဗျာ ဒီစမ်းမအောင်ရှင်ကဘာဖြစ်လို့ဒရိုက်တာကျော်စိုးမှုဖြစ်ဟန်ဆောင်ရအောင်လဲ လို့ပါဗျာဟိုတကယ်တော့လေကျွန်တော်ရဲ့နာမည်ရတာစားပါဗျာ တော့ပါတော့မလုပ်ပါနဲ့တော့အဲ့တိုင် ဟိုသားပဲဗျာကျွန်တော်အကျင့်ပါပါလို့ပါဗျာဟိုဘယ်လိုပါဟိုကျွန်တော်တငယ်ချင်းတွေဟိုချောင်းသားကိုလာရင်းနဲ့လေဟိုအဲ့မှာကျွန်တော်တင်သားကိုအမှုတွေတွေ့ရတာပါဗျာ
ကျွန်တော်တွေ့ချင်တယ်တင်သားကိုရမ်းကိုကျွန်တော်စိတ်ဝင်စားပါတယ်ဟိုအဲ့နောက်ပိုင်းတင်သားတရုပ်ဆောင်လုပ်ဖို့ပါမှာပါတယ်ဆိုတော့ကျွန်တော်သိခဲ့ရတယ်你说嘛？什么啊？这有上了不怕哪怕是？谁不了的？တင်သားမှတ်မိပါပါဟိုတင်သားတောင်မြမှာစပိန်လေးစီးနေနေလေဟိုလဲကြသွားတော့ကဝင်ပြီးကူညီပေးခဲ့တဲ့ဆာဆာဆိုတာအစမပဲ shit 啥啥？ ဟုတ်တယ်အစမအေးမဟုတ်ပါဘူး ဘာမှမဟုတ်လေခုနကပဲဟုတ်တယ်ဆို ခုနဟုတ်တယ်လေဩအဲ့ဒါဒီလိုပါဗျာဟိုဆာဆာဆိုတာကျွန်တော်ဆိုတာဟုတ်ပါလေဟိုဒါပေမဲ့မဟုတ်ဘူးဆိုတာလေဟိုကျွန်တော်တင်သားနဲ့မတွေ့ခင်ချိန်တော့အဲ့ဆာဆာဆိုတဲ့ဘဝမှာကျွန်တော်အရန်ကိုတာယာနေခဲ့မိတာပါဗျာဟိုတင်သားနဲ့တွေ့ပြီးတော့ကျွန်တော်ရဲ့စိတ်တွေကလေမြုံချင်နေလောက်အောင်ကျွန်တော်ပြောင်းလဲလာခဲ့တယ်အဲ့ဒါတင်သားကိုချစ်တဲ့စိတ်တွေကြောင့်ပါဗျာ တော်ပါတော့ရှင်စက်ပြီးပြောနေပါနဲ့တော့ရှင်ကလူလေးလူညာတယောက်ပဲရှင်ဒရိုက်တာကြော်စိုးမှုပြဟန်ဆောင်တာကိုကျမတစ်ချိန်တစ်ခါနေနဲ့ခွင့်လို့ပေးလို့ရတယ်အခုကရှင်စစားဖြစ်နေပါထပ်ပြီးဟန်ဆောင်တယ်နှစ်ခါဖြစ်သွားပြီကျမရှင်ခွင့်လို့လည်းမရတော့ဘူးစက်ပြီးလည်းမြုပ်ကြည့်နိုင်တော့ဘူး ကျွန်တော်မှားပါဗျာ ကျမရှင်လည်းအခုချိန်ထွက်သွားလိုက်ပါတော့ ကျွန်တော်နှိုးညွန့်လက်တောင်းမှာပါဒါပေမဲ့အဲ့လိုမှားခဲ့တာတွေဟာတင်သားကိုကျွန်တော်ချစ်လို့ဆိုတော့တင်သားစုံကြည့်ရမှာကျွန်တော်ရဲ့ချစ်တွေဟာတင်သားအတွက်ခါသက်ခဲ့နေဆိုရင်ဟောဒီပင်လည်းပြင်နေရရှိနေကျွန်တော်စေကြောတန့်စင်ကိုတော့ပြီးတင်ပါတယ် ဒီမှာပင်လေရေဖန်မခန်းဆိုပေမဲ့အချစ်ဆိုတဲ့ယာယီစေးကြောတက်စင်ပြီးပြန်သုံးပြီးလို့ရမယ်ရမယ်မဟုတ်ဘူးအကောင်းဆုံးကတော့ရှင်ကျမရှိရနေရှင်ထွက်သွားလိုက်ပါဟုတ်ပါရဲ့ကျွန်တော်ဒါရိုက်တာကျော်စိုးမှုပါဗျာခေါ်လောက်ပြုံးကြည့်ပါလားဗျာဖြစ်ပြီအဲ့လိုမှားခဲ့တာတွေဟာတင်သားကိုကျွန်တော်ချစ်လို့ဆိုတော့ဒီလိုကြည့်နေမှာပါကိုတို့တွေလည်းဘယ်မှာမကိစ္စလုပ်ပါဦး ရှင်တို့တွေကကိုရသားတကယ်ချင်းနေ ဟုတ်ပါတယ်မတ်တယ်လား ဘာလို့ကြလဲ ဟုတ်ခုညာတို့ရဲ့တငယ်ချင်းဇာဇာဟုတ်ပါဘူးဇာဇာကလည်းလေမတ်တင်ဆောင်တကယ်ချစ်တယ်ဆိုတဲ့အကြောင်းကိုရှင်းပြခြင်းလို့ပါအဲ့ကိစ္စကိုလည်းယုံပေးပါလို့ ဒီမှာရှင်တို့တကယ်ချင်းကဖားတဲ့ပိုင်းငါးတဲ့ပိုင်းကြီးကျမတို့ပြန်ချစ်ရမှာ ဟောဟုတ်တယ်လားအဲ့ဒါလေဟိုအရင်တော့ပါအခုဟိုရန်သားကလေအကုန်လုံးတောင်းလဲတော့အောင်ပြီးမှရနော် ဟုတ်ပါတယ်မတင်သားရဲ့ဟိုလေဟိုညာတို့တငယ်ချင်းရတာလေဒီတော့အသက်ကောင်းတယောက်ပါ ဟုတ်ပါတယ်ဒီကရဲ့ဟိုစကပုံအောင်ရှိသေးတယ်မဟုတ်လားတန်ငါနာနီတန်ငါမုတ်ဆိုးနာနီမုတ်ဆိုးဆိုတယ်လို့6နာနီ6အော်တိုဘာဒီလိုနေလဲဟိုကျမတို့ ਨੇ ပေါင်းပြီးတော့ဟို तू ကဒီလိုဖြစ်တော့တာပါလို့ဒါကိုပြောချင်တာဘာကောင်မှရပြောချင်တယ်ဖြစ်ဖြစ်တော့ဟုတ်ပါတယ်မတင်သားရဲ့ဟိုလေညာတို့ရဲ့တငယ်ချင်းညာစားရဲ့ဘဝကိုကဲတင်တဲ့အနေနဲ့မတင်သားပြန်ချိလိုက်ပါနော်တောင်းမှမှာနေ ဟုတ်ပါနဲ့ကြာရဲ့ဒါစားလေးနဲ့ရတယ်ဒီမှာလေးချောက်ဖို့လို့ဘာပြောအကြောင်းလေးတောင်းနေခဲ့ပြီလေဒီပုံစံကိုကြည့်ရအောင်လေဒီမှာလေးကိုဘယ်လိုလေးချင်းနေပုံမှာဟိုအရင်ကိစ္စလေးဆိုတာလည်းဒီမှာလေးရဲ့အပေါင်းအသင်းတွေမကောင်းလို့အခုလိုဖြစ်သွားတာဒီမှာပါအခုချိန်မှာသူကဘာပဲပြောယောက်ျားပြီးပါကြကြရဖြစ်နေပြီဟုတ်တယ်အဲ့လိုအမှန်တူပြီးလို့ချစ်လိုက်ပါနော်ဟို
သူတို့လိုလေသူတို့လိုပြန်ချုပ်သွားအောင်ပဲညီမလေးညီမလေးမကြည့်လို့သူတို့လိုပြန်ချုပ်သွားရင်ဒုက္ခပဲနော်ညီမလေးနော်ဘာဆက်လုပ်ရမှာလဲညီမလေးရဲ့ဒီချိန်မှာရာစားယောက်ျားကောင်းဖြစ်တာတဲ့ယောက်ျားတယောက်ဖြစ်နေပြီဆိုတော့ညီမလေးစိတ်ထဲမှာချစ်နေရဲဆိုတာလည်းမသိတယ်နော်အဲ့တော့ဘာမှစဉ်းစားမရငါညီမလေးရာစားကိုပြလို့ချစ်ပြလိုက်နော်ညီမလေးနော်လို့ပြီးအောင်ဟုတ်ပါတယ်မတင်သားရေခုလဲလေမတင်သားသူ့ချစ်ကိုမယုံဘူးဆိုရင်တဲ့သူကရေတော့ကိုခုံချမယ်ဆိုဦးကြောက်ဆောင်နေမှာရက်နေပြောရလေဟုတ်ကဲ့ကြည့်ပါဦးဒီတော့လေကြောက်စဘောပေါ်ကြလိုက်ကြတော့ခုမှပြောရလားဟုတ်ပါဘူးအရေးကြီးတဲ့ကိစ္စကိုတော့ပြောမိတာဟာဖြစ်တယ်မတို့မကြိုက်မှဆိုလို့ပါဘာကြိုက်ရမှာလဲမနဲ့လိုက်ကြအောင်လိုက်ကြတော့တော့ပြောနေစားတယ်လိုက်ကြလို့တောင်းတယ်မရက်နေဘာလာဝင်နေကြလဲဟဲ့စားစားရတာအပြလာပါရဲ့ဒီတော့ကွလို့တယ်လာခဲ့ပါရဲ့နေစားစားမင်းစားလာပါလာပါဆိုင်လာပါကွယ်ဘာဒီကုန်နေကြလဲဒီလိုပါရစားရဲ့ဒီလိုပါမမရဲ့ညီမလေးတင်စားလေမောင်ရစားကိုလေခွင့်လို့တယ်တဲ့နားလေတဲ့ပြီးတော့ညီမလေးကမောင်ရစားကိုချစ်တယ်တဲ့အဲ့ဒါကြောင့်မလို့မေးကြည့်တော့ကိုချက်ကြမလို့တော့ပါဘူးကွယ်တင်စားနားလေတော့ပါနော်တမီးတို့အဲ့လိုလားဟုတ်တယ်ဟုတ်ပါတယ်ဗျာတင်စားကျွန်တော်မချစ်တဲ့ပုံမှာကျွန်တော်မနေကျွန်တော်အဲ့တော့ပင်လေတော့ကုန်ချက်ပြီးတည်တာပဲကောင်းပါလေဒီမှာသူတော့ထောင်းမှာပါနော်တော့ပါပဲကွယ်ပြီးတော့လေသူတော့ချစ်ပါတယ်ခွလဲခွလို့တယ်နော်ပြီးတော့နားလဲတင်စားတကယ်ပြောရတာတကယ်ပြောတာပေါ့ကိုကရောငရသားပြီးသားသွားတယ်တင်စားရတယ်ယောက်ျားပါရောင်းလို့ပါကိုလေတကယ်ယောက်ျားပြီးသားသွားပြီလို့ပြောတာနော်ရအခုပါပဲများတို့ရဲ့ပင်ကြီးတာယာလာပါသွားပြီဒီပါဦးနော်လမ်းကမပြီးသေးဘူးဗျာခင်ဗျားတို့အားလုံးရဲ့ကျောင်းလေးအောင်မြင်သွားပြီဆိုပေမဲ့ကျွန်တော်ပဲလေစဉ်းစားပြီးကြအောင်အဲ့ဒါဟုတ်စဉ်းစားပြီးလိုက်ဒါလိုက်ကျော်စုဖို့အစ်ဖို့ပါတယ်နော်ဟုတ်ပါတယ်ဒီတရားလေးဒါကျော်စုရဲ့ပြည့်တဲ့အစ်ပါဒီဒီဖတ်ထားပါတော့ဒီအပေးနေတယ်လားမှန်ပါပါရဲ့ဒါလေးလေဘူးမမစဉ်းစားပြီးနေဒီဒီစဉ်းစားပြီးနေတာဘောတာလိုက်တာအားလုံးရဲ့စီးအောင်ပြန်တယ်များလည်းစဉ်းစားပြီးတယ်ဟုတ်တယ်ပါနော်ခင်ဗျားတို့လေးယောက်ကိုကျွန်တော်မနိုင်ဘူးကြာဟိုတကပောင်းလေးကိုလိုပေါ့ဗျာဒီနေရာလေးနော်ချိုးပြန်အားရလေးရေးချိုးပြန်နော်မြားလေးရေးချိုးပြန်ဆိုလိုမျိုးသစားကိုမရပါဘူးမယ်ကျွန်တော်ဘာမှပြည်သူပဲပုံပြတော့ပါနော်